1999 ခုနှစ်ဟဲဆောင်းမြို့လေးမှာအွန်ချန်နီဆိုတဲ့ကောင်မလေးတယောက်ရှိပြီးနှလုံးရောဂါကိုခံစားနေခဲ့ရပါတယ်။နှလုံးအဆုရှင်ရောင်ရမ်းနေတဲ့ယောဂါကြောင့်နာတာရှည်ခံစားနေရပြီးအခုနေဘုံကနေလဲသေးသွားရင်တော့အော်စရာမရှိဘူးဆိုတဲ့ဆရာဝန်ကိုလူတစ်ယောက်လုံးတိတ်ဆုံးသွားတာမထူးဆန်းဘူးလားဆိုကထဆေးလာခဲ့လိုက်ပါတယ်။တင်မဲလေးကိုစောင့်နေရတဲ့ချန်နီဟာဘယ်ရာမှအကောင်းမမြင်တတ်ပဲအခုလည်းခရစ်ယာန်ဆွမ်းရောက်ဘာသာရေးသမားတွေကိုဘူးကလန်နေသွားပြောနေပြန်ပါတယ်။2000ပြည့်နှစ်မှာကဘာပြက်မယ်လို့အခိုင်အမာပြောနေတဲ့ဖွဲ့အားတကယ်သာပြတ်သွားမယ်ဆိုရင်ငါလေးမြင်ကျင်တယ်လို့အော်ဟစ်ဆဲဆိုရင်သူ့ရှိမှလာထိုင်နေတဲ့ကလေးစီကနေရေခဲချောင်းကိုပါယူစားခဲ့လိုက်ပါတယ်။ဒီအဖြစ်အပျက်တွေကိုမြို့တော်ခမ်းမရဲ့ဝန်ထမ်းအသစ်ဖြစ်တဲ့အွန်ချောင်ကကြည့်နေပြီးဒီကောင်မလေးဟာမြို့မျက်နှာဖုံးတထေးမကြီးရဲ့တဦးတည်းသောမြေးမှုအနားတောင်သွားမကက်ရန်စီနီယာကသတိပေးသွားပါတယ်။တခုတော်ညမှာတော့လူတစ်ယောက်ဟာစပိန်မှောက်ရင်းနဲ့ရေဆိုးကန်တွေကိုပြုတ်ကျသွားတဲ့အခါခန္ဓာကိုယ်ကအကြည့်ချွေတွေဖြစ်လာခဲ့ပြီးနေရာမှာတင်သိဆုံးသွားခဲ့ရပါတယ်။ဒါကြောင့်နောက်တစ်ရက်မှာတော့အင်ဂျီယာမဲ့ဖိုးကြီးတစ်ယောက်ကမြို့ထဲမှာလူတွေပျောက်ဆုံးနေတဲ့အကြောင်းဓာတုအညစ်အကြေးတွေကအန္တရာယ်ရှိတဲ့အကြောင်းတွေကိုတိုင်ကြားနေခဲ့ပါတယ်။အဲ့နောက်ဆိုကရောင်ဝန်းဆိုတဲ့လူရောက်လာတဲ့အခါဘသူကမှလက်ခံစကားမပြောချင်ပဲဓာတုအညစ်အကြေးတွေရှိတဲ့ခံအကြောင်းအေယာမငချင်းကြီးတွေအကြောင်းနဲ့သူတို့မျိုးလေးမှာစိတ်ယုံတွေလာတက်အောင်မကြိုက်တဲ့အကြောင်းတွေကိုနေ့စဉ်ချက်ကလာတိုင်နေလို့ပါဒါကြောင့်ဝန်ထမ်းအသစ်ဖြစ်တဲ့အွန်ချောင်နဲ့သာလွှဲထားခဲ့လိုက်ပြီးဒီနေရာကိုအမိုက်မပြည့်ရန်သူတို့ကတေချာသတိပေးထားခဲ့ပြီးသားမို့စိတ်မပူရန်ပြောလိုက်ပါတယ်ဒါပေမဲ့ဆိုကရောင်ဟွန်းကအမြဲတမ်းသူများကိုဗလိမ့်တက်ပြီးချက်ကပြောဆိုတတ်တဲ့အချင်းကြောင့်နည်းနည်းကိုများများပြောနေခဲ့ပြီးဟိုလူကိုတိုင်မယ်ဒီလူကိုတိုင်မယ်တွေထားလုပ်ပါတော့တယ်နေ့လည်သာစားနေတဲ့အွန်ချောင်ထံအင်ဂျီယာမဲ့ဖိုးကြီးကရောက်လာခဲ့ပြီးဟဲဆောင်းမြို့လေးမှာနေ့စဉ်လူတွေပြောင်းနေခဲ့သလိုကလေးလူကြီးမရွေအဖမ်းခံနေရတယ်လို့ပြောလာပါတယ်လွန်ခဲ့တဲ့အနှစ်20ကလည်းထူးဆန်းတဲ့ကိစ္စတွေရှိခဲ့ပြီးသူသေသနာအခန်းတွေမီးလောင်ခဲ့တာမို့လူပေါင်း10နဲ့ချီပျောက်ဆုံးသွားခဲ့တဲ့အကြောင်းတွေကိုစကားအဆက်ဆက်မရှိပဲလာပြောသွားပါတယ်အဲ့နောက်အဖိုးကြီးနေတဲ့အခန်းလေးစီဘာသာရေးဖွဲ့တွေရောက်လာခဲ့ပြီးသူတို့နဲ့လိုက်ခဲ့ရတဲ့ကတင်မှုကိုလက်ခံရန်ပြောကပစ္စည်းတွေကိုလေပေါ်မြောက်တင်ပြီးဖန်ဆီးသွားခဲ့ပါတော့တယ်တစ်ဖက်ကအွန်ချန်နီကတော့မတေခင်ခရီးလေးတွေထွက်ချင်ပြီးသူ့ဖွားစီကနေတွားတောင်းနေပေမဲ့ကြောက်ခဲကိုရင်ညစ်နေရတယ်လို့ပါပဲခွန်းနဲ့သမီးအရွယ်တွေကဟဲဆောင်းမျိုးပြင်ကိုမထွက်ဖူးခဲ့တဲ့ချန်နီဟာကဘာတစ်ပတ်ကိုခရီးထွက်မယ်ဆိုတာမို့ကျက်သွန်နီပဲတွားခွာနေရန်အဖွားကဆေးပေးလိုက်ပါတယ်ဒါကြောင့်အွန်ချန်နီကလည်းရှိသမျှစုဘူးတွေကိုခွဲကခရီးထွက်ဖို့ပြင်လိုက်ပါတယ်ဝင်းရုံအရှိကြီးဝဲခရီးဆောင်အိတ်အကြီးကြီးနဲ့ထွက်လာခဲ့တဲ့ချန်နီကိုဘယ်သွားမလို့လဲဆိုကကင်ယူပင်ကမေးပါတယ်ခရီးသွားမှဖြစ်ပြီးလိုနေတဲ့ပတ်စံတွေကိုနင်းချေးပေးရမယ်ဆိုတာကြောင့်သူ့ပတ်စံတွေအကုန်လုံးကခေါမိုးပြင်ဖို့တုံးထားတဲ့အကြောင်းပြန်ချေးပါပါတယ်ကင်ယူပင်ကတော့အွန်ချန်နီရဲ့တငယ်ချင်းဖြစ်ပြီးချန်နီတို့ရဲ့စားတောက်ဆိုင်လေးမှာပဲအလုံးဝင်နေခဲ့ပါတယ်အမြဲတမ်းလွဲချော်နေတဲ့ကောင်မို့ဟဲဆောင်းမျိုးရဲ့ငတုံးကောင်ဆိုတဲ့ဘွဲကိုပါရထားပါသေးတယ်တစ်ဖက်ကဆိုကရောင်ဟွန်းကလည်းအွန်ချန်နီနဲ့အိမ်နီးချင်းတွေဖြစ်ပြီးပန်းစံလေးတစ်ဆိုင်နဲ့မိမကိုကြောက်နေရတဲ့ဦးလေးကြီးပါအခုလည်းမိခင်ရဲ့အသက်80ပြည့်မွေးနေ့မှာဟာဝိုင်ယီကိုလိုက်ဖို့ချင်ပေမဲ့မိမကိုကြောက်နေရတာမို့လက်လျှော့ခဲ့ရပါတယ်ဆိုကရောင်ဟွန်းဟာမန်ယူဖန်ပြီးဘလောက်ပဲကြောက်ရလေရတော့မလျှော့သေးပဲသမီးကိုကြောင်းသွားကြိုရင်းနဲ့တောင်လွယ်ချော်တွေဖြစ်နေခဲ့ပါတယ်ဒီလိုနဲ့ပဲသူ့တငယ်ချင်းဂင်ယူပင်အိမ်စီကိုလိုက်လေတော့တအိမ်လုံးမိုးတွေယိုနေတာမို့မနေ့ကအိမ်ပြင်ပြီးပြီဆိုလို့မေးလိုက်ပါတယ်ရွှေညင်တော့ဆွမ်းရောက်နေတဲ့ရူဘင်ကတော့မိုးယူတာကိုကာဖို့ဆိုပြီးကော်ဖီခွက်တွေဝယ်လာတာကြောင့်ကော်ဖီခွက်တွေနဲ့မိုးရိပ်ခံထားပါတယ်ဗလင်းရတာဝါသနာပါနေတဲ့ဆိုကရောင်ဟွန်းလဲအုံနောက်ဆိုတာစောက်ရမ်းသုံးဝင်ပြီးမဆီကနေခွဲပေးလို့ရရဲ့နည်းနည်းယူမလားဆိုကထဆဲပါတော့တယ်တစ်ဖက်ကအွန်ချန်နီကတော့လိုအပ်တာတွေဝယ်နေရင်းနဲ့အွန်ချောင်နဲ့ဝန်တိုက်မိပါတယ်လူတွေပြောင်းနေတဲ့အကြောင်းသိထားတဲ့အွန်ချောင်ဟာဓာတ်တွေကျိုးတွေဝယ်လာတဲ့အွန်ချန်နီကိုတန်တရားဝင်သွားခဲ့ပါတယ်အွန်ချန်နီကတော့သူ့ခီးဆောင်အိတ်ကြီးကိုတည်ရင်ရူဘင်ရဲ့အိမ်စီကိုသွားဖို့ပြင်နေစဉ်ဘိန်းကျွတ်သွားပါတယ်ဒါကြောင့်အင်ဂျီယာမဲ့တယောက်ရဲ့လှဲကိုယူပြီးတွန်းနေတော့အွန်ချောင်ကလာတားပါတယ်မြို့ထဲမှာလူတွေပြောင်းနေတာမို့ဒီအိတ်ထဲမှာဘာပါလဲမေးပေမဲ့အွန်ချန်နီကပြန်မဖြစ်ပဲအတင်းယုံနေတာကြောင့်စစ်ကပွန်းထွက်သွားပြီးအယောက်တွေဘော်လီတွေနဲ့ဓာတ်ပုံတွေဟာပြန့်ကျဲကုန်ပါတယ်ဒါအပြင်ဒဇိုင်းမိတ်ကြီးကပါကြိုးချလာပြီးခေါင်းပေါ်တက်တဲ့ကိုရေတွေကျလာတာမို့အွန်ချောင်ကိုဖျက်ထိုးပါတော့တယ်အဲ့ချိန်မှာပဲအဖွားကလည်းဖုံးဆက်လာပြီးအိမ်ပြန်လာဖို့ပြောနေပေမဲ့သူမသိခင်ခရီးသွားမှမို့လာမတားရန်ပြန်អော်ပါတယ်သူ့ယောဂအခြေအနေကအတော်ဆိုးနေခဲ့ပြီးအခုတည်သွားရင်တော့မထူးဆန်းတော့ကြောင်းရင်ဖွင့်လာခဲ့တဲ့အွန်ချန်နီကြောင့်အင်ကိုသာပြန်လာခဲ့ဖို့နဲ့တည်ရဆိုတဲ့စကားကိုမပြောရန်အဖွားကတားနေခဲ့ရပါတယ်တစ်ဖက်ကနှစ်ကောင်ကလည်းပတ်စံဘယ်ရမလဲလို့စဉ်းစားနေတော့အွန်ချန်နီကရောက်လာပါတယ်အွန်ချန်နီနဲ့ဆိုကရောင်ဝန်းဟာမြင်နာနဲ့ကိုက်နေကြတဲ့မိတ်ဆွေတွေမို့အခုလည်းတယောက်တစ်ခုနဲ့ထဆဲနေကြပါတယ်သူ့အဖွားစီကနေဝန်တန်900ရမှာမို့တယောက်ကို350စီပေးမှဖြစ်ပြီးသူ့ကိုကူညီပေးရန်ပြောတဲ့အခါယုံသွားတဲ့နှစ်ကောင်ကလည်းမမလေးတွေပါဖြစ်ကုန်ပါပြီတစ်ဖက်ကအွန်ချောင်ကတော့အခန်းထဲမှာစူညံနေတဲ့အတွက်အောက်ထက်ကလာပြောတာခံနေရပြီးတခန်းလုံးကလည်းပွားစာကျေးနေပါပြီအဲ့တော့စလစ်တလိတ်ကိုထုတ်တော့ရင်ဟာဝန်တို့တခွဲကန်းဆိုတဲ့လွန်ခဲ့တဲ့အနှစ်20ကျော်ကအမှုကိုဖတ်နေခဲ့ပါတော့တယ်အဖမ်းခံလိုက်ရတဲ့ဦးလေးကြီးကတော့အချုပ်ခံလို့နေရာစီရောက်လာခဲ့ပြီးသူ့ရှိမှလည်းထူးဆန်းတဲ့အကောင်တွေကိုမြင်နေရပါတယ်တစ်ဖက်ကအွန်ချန်နီတို့3ကောင်ကလည်းပြန်ပေးဆွမ်းဟန်ဆောင်နေပြီးအဖွားစီကနေဝန်တန်900တောင်းမှမို့ပြင်ဆင်နေကြပါတယ်ကြိုတင်စတိုက်ထားတဲ့ဒိုင်ယာလော့တွေနဲ့ဒရမာတွေခင်းနေကြပြီးဗီဒီယိုကွာလတီကိုလည်းခင်ယူပင်တို့ကစစ်နေကြပါတယ်အဲ့ဒီချိန်မှာပဲအွန်ချန်နီရဲ့နှလုံးဟာရုတ်တရက်ထဖောက်ရင်းနဲ့ရက်သွားခဲ့ပြီးမို့နေရာမှာတင်သေဆုံးသွားခဲ့ရပါပြီပြန်လဲလာတဲ့နှစ်ကောင်ကလည်းဘာဖြစ်နေမှမသိပဲလှုပ်လို့များတော့တဲ့ခါမှပဲတေနေမှန်းသိလိုက်ရပါတယ်350လိုချင်လို့လောက်ခါမှစောက်ကျိုးတွေနဲကုန်ပြီးလူသက်ပြန်ပေးဆွဲသမားတွေဖြစ်ကုန်ပြီဆိုကနှစ်ကောင်သားလဲငိုကြပါတော့တယ်ဖုံးမကင်တော့တဲ့အွန်ချန်နီကြောင့်သူ့လူတယောက်ကိုဖုံးဆက်က location ရှာပေးရန်ဖွားခိုင်းလိုက်ပါတယ်ခင်ယူပင်တို့ကလည်းတက်တက်လောက်
မှတ်တော့ပြုစုပေးနေပေမဲ့နှလုံးကမခုံတော့တဲ့ဝန်ချန်နေကြောင်းရေးဖို့ကောက်ခေါ်ခိုင်းပေမဲ့လေလူဝေသာရောက်လာမယ်ဆိုရင်သူတို့ဖမ်းခံရနိုင်တဲ့အကြောင်းဆိုကြောင်ရုံးကရှင်းပြပါတယ်ဒါကြောင့်ဓာတုကန်ထဲမှာတွားပြရန်ပြောတဲ့အခါသူတငယ်ချင်းကအမိုက်မဟုတ်ပဲဘာလို့လွှတ်ပြရမှာလဲလို့ခင်ယူပင်ကတောင်းကြပါတယ်ဒါပေမဲ့ခဏကြာတဲ့အခါမှာတော့လက်တစီဖို့ဝန်ချန်နေရဲ့လောင်းကိုတင်ရင်နှစ်ကောင်သားကတွန်းလာကြပါတယ်သူတို့မျိုးကအမိုက်ပုံစီကိုဦးတီလာခဲ့ပြီးသူတို့ဒီမှာသာပြစ်ထားခဲ့မယ်ဆိုရင်ငါတို့တက်တယ်လို့ထင်မှမဟုတ်ကြောင်ပြောနေတဲ့ဆိုကြောင်ရုံးကိုသူတို့တကယ်မတက်ခဲ့တဲ့အကြောင်းခင်ယူပင်ကထဆဲပါတယ်ဒီလိုညင်းရင်ခုန်ရင်မှာပဲအလောင်းကိုပြစ်ချဖို့လုပ်နေတော့ဓာတုကန်ကိုလာရောက်စစ်ဆေးတဲ့ဝန်ချောင်နဲ့စုံနေပါတယ်မတင်ကားတဲ့နှစ်ကောင်ကိုဘာလို့နေရလဲမင်းနေတော့လဲကိုဝင်တိုက်မိလိုက်ပြီးဝန်ချန်နီကလိမ့်ကျသွားခဲ့ပါတယ်ဓာတုကန်ထဲမှာမောက်ခုံကြီးဖြစ်နေတဲ့ဝန်ချန်နီကြောင့်အလောင်းဖြောက်တာပဲလို့ထအော်ရင်ပြေးစင်းတော့မဲ့ဝန်ချောင်ကိုတားနေစဉ်သုံးအောင်သားကဆင်းချလာခဲ့ပါတယ်ခင်ယူပင်နဲ့ဆိုကြောင်ရုံးမှာဓာတုကန်တွေကိုပြုတ်ကျကုန်ပြီးသူတို့လောက်တာမဟုတ်တဲ့အကြောင်းရှင်းပြကြပါတယ်သူတို့ပြန်မေးဆွဲဖို့စီစဉ်ခဲ့တာလို့ရှင်းပြနေတဲ့ခင်ယူပင်ကြောင့်ပြန်မေးဆွဲလူတက်မှုလားဆိုကအကုန်ရှုပ်ကုန်ပါတယ်အဲ့ဒီချိန်ဝန်ချန်နီရဲ့လောင်းဟာပျောက်သွားခဲ့တာမို့သုံးအောင်သားလိုက်ရှာနေပေမဲ့ဘလို့မှရှာမတွေ့တော့ပါဘူးဒါကြောင့်ပြန်မေးဆွဲလူတက်မှုနဲ့အလောင်းဖြောက်မှုတွေအတွက်ပါဝန်ချောင်ကရဲကိုတိုင်လိုက်ပြီးမို့ခဏကြာမှာပဲရဲတွေရောက်ချလာပါတယ်ခင်ယူပင်တို့နှစ်ကောင်ကိုလည်းဖမ်းထားပြီးဘာတွေဖြစ်ခဲ့ရလဲဆိုတာဝန်ချောင်ကိုမေးပါတယ်ကြီးမားသောနှလုံးသားဆိုရဲ့ဆိုင်ဟာကောင်မလေးကိုဒီနှစ်ကောင်ကတတ်ခဲ့ပြီးဒီနေရာလေးမှာတည်းလောင်းဖြောက်ခဲ့ရလို့ရှင်းပြနေတော့ခမပြောနေတာကဟိုနောက်ကကောင်မလေးလားဆိုတာမို့လဲကြည့်လိုက်ပါတယ်စောက်ကြိုနဲ့မတ်တက်ကြီးထားရနေတဲ့ဝန်ချန်နီကြောင့်တရဲလို့အော်ရင်နဲ့ရူဘင်ကသတိမိတ်သွားခဲ့တယ်လို့ဆိုကြောင်ရုံးနဲ့ဝန်ချောင်ကလည်းပါဇက်အဟောင်းသားဖြစ်သွားပါတော့တယ်ဒီနေရာလေးမှာပဲအပိုင်းတစ်ဟာပြီးဆုံးသွားခဲ့ပါတယ်ဝန်ချန်နီပျောက်သွားလို့အဖွားရှာခိုင်းတော့ location ထောက်ကြည့်လိုက်တဲ့အခါဂျေဂျူကျွန်းမှာလို့ပြနေပါတယ်ဒါကြောင့်နိုင်ပိုင်းလေးမှာပဲဘလို့ဂျေဂျူကျွန်းကိုရောက်သွားတယ်လို့စဉ်းစားနေရပြီး location ကိုနောက်တစ်ခါပြန်စစ်ခိုင်းပါတယ်အဲ့ချိန်အဖွားကတော့ဝန်ချယ်ရီရဲ့အခန်းထဲကိုဝင်ကြည့်တဲ့အချိန်တေတန်းသားတစ်ခုကိုမြင်လိုက်ရပါတယ်သုံးကောင်သားကလည်းဒီကိစ္စကိုရှယ်ညင်းဖို့နဲ့ရဲရင်းမင်းရင်ဘာမှမသိတဲ့အကြောင်းပြောရန်တိုင်ပင်နေကြပါတယ်ဒီလိုနဲ့ရဲစခန်းကိုရောက်လာတဲ့အခါရဲအားတော်ဘာမှမမေးရသေးခင်မသိဘူးမရှိဘူးနားမလဲဘူးတွေထအော်နေပြီးအရက်ဘက်တိုင်ကြားရေးတွေနဲ့ရဲတွေကအမိုက်ပုံကိုမရှင်းပေးတာမို့သူတို့သုံးယောက်ကသွားရှင်းတာပါဆိုကဆိုကြောင်ဝန်းကဝင်ညင်းပါတော့လေဒါကြောင့်ဒီအမှုကိုမှားယွင်းတိုင်ချမှုနဲ့သာပိတ်လိုက်ရပြီးဝန်ချောင်းကလည်းစိတ်ထဲမတင်မကျဖြစ်နေခဲ့ရပါတယ်အဲ့နောက်သုံးကောင်သားကတော့ဇွန်ညင်းရဲ့အစင်ပြေချောင်းပြောနေကြပြီးစားတောင်းနေတော့မှနင်းတကယ်တေသွားပြီးဘယ်ကိုရောက်သွားလဲလို့မိလာပါတယ်သူလည်းတေသွားတာကိုတေချာခံစားရပေမဲ့နေရာတစ်ခုစီကိုရောက်သွားတယ်လို့ပြန်နိုးလာတဲ့အခါမှာမူလနေရာစီကိုရောက်နေတဲ့အကြောင်းရှင်းပြပါတယ်အဖွားကသိရင်တက်ခံရမှာပဲဆိုတဲ့ရူဘင်ကိုငါသူ့ရဲ့မြေးမလေးမို့ခွန်းလွတ်နိုင်မှာဖြစ်တဲ့အကြောင်းခြေပလိုက်ပါတယ်ဒါဆိုရင်တန်း900ကိုဘယ်လိုယူမလဲဆိုတဲ့ဆိုကြောင်ဟွန်းကိုတော့ကျမရဲ့ဘန်အကောင့်တွေကိုလွှဲခိုင်းပြီးယူမယ်ဆိုတာမို့စောက်ရမ်းညံကောင်းတဲ့ခွေးအုံနောက်ပဲဆိုတာထဆဲပါတယ်ရုပ်တိမရှိရဲ့ပြန်မေးဆွဲရတော့တိမ်မလို့တွေဖြစ်ပြန်မေးဆွဲလူသက်သမားအလောင်းဖြောက်တဲ့အမှုတွေနဲ့အဖမ်းခံရတော့မှမို့စောက်တဲ့ပဲမရှိရတွေလာမခိုင်းရန်စပယ်ရှယ်ဆဲဆိုနေစဉ်အခန်းဝါမှာရောက်နေတဲ့အဖွားကြောင့်စောက်ကျိုးတွေနေကုန်ပါတယ်အကြောင်းဆောင်ကိုအဖွားတော်မမေးရသေးခင်ပေါ်ကုန်ပြီးမို့အခန်းထဲမှာကျုံတို့ပုံနေကြပြီးချန်နီကလည်းဗီယိုတစ်ခုလေးကိုပြေးပုံပါတယ်သူဝင်လိုက်တာကဗီယိုဆိုပေမဲ့ရှေ့ကအဝတ်အစားတွေနဲ့အပြစ်ပေးနေတဲ့နေရာစီရုပ်တရက်ရောက်သွားပြီးလမ်းကြုံဝင်ဆက်စုနေပါသေးတယ်လက်သေးခွန်လောက်ရှိတဲ့ခန်းလေးထဲမှာပုံနေကြတဲ့အကောင်တွေကိုအဖွားကလည်းဆဲနေပြီးမို့ကိုစီထွက်လာကြရင်းနဲ့သူတို့မှားသွားတဲ့အကြောင်းတန်း90ကျမ်းမှာမို့ရုံမာတဲ့လုပ်ကိုလုံးမိတဲ့အကြောင်းနဲ့နောက်ကျောင်းကိုဓမားနဲ့ဝင်ခုံမိကြောင်းတွေကိုဘာမှမမေးရသေးခင်ဖြေနေကြတဲ့အတွက်ကြောင့်အွန်ချန်နီကိုပါစူဖို့အတွက်ခေါ်လိုက်ပါတယ်ဒါပေမဲ့အွန်ချန်နီကအဖွားကြီးဆိုတာနဲ့တင်ဘာဖြစ်သွားသေးလဲဘယ်နေရာနာသွားသေးလဲနဲ့သူ့ရဲ့မြေးမလေးကိုချက်ချင်းခွန်းလွတ်ခဲ့တယ်လို့အခန်းပြင်မှာတော့အွန်ချောင်းကချောင်းကြည့်နေခဲ့ပါတော့တယ်တစ်ဖက်ကဦးလေးကြီးကတော့ထာဝရကလေးငယ်ဆိုတဲ့အကြောင်းကိုသူ့ရဲ့မိန်းမကိုရှင်းပြနေပြီး3-9ဖြစ်တဲ့အွန်ချောင်းဟာအခုဟဲဆောင်းမြို့လေးကိုပြန်ရောက်လာခဲ့တယ်လို့သူမှတ်မိနေကြောင်းတွေကိုပြောပြနေပါတယ်လွန်ခဲ့တဲ့အနှစ်20ကအဆောက်အဦမီလောင်တဲ့အခါ3-9ကိုသူကယ်ပေးခဲ့ရကြောင်းနဲ့အခုတော့ကြည်ပြင်းနေပြီလို့ပြောကအရှိကထမင်းဟင်းတွေကိုယူစားနေခဲ့ပါတယ်တကယ်တော့ဒီမြင်ကွင်းတွေဟာဦးလေးကြီးတယောက်တည်းမြင်ရအောင်စိတ်ကိုပြူစားထားတာပါအပြင်မှာရှိနေတဲ့3ယောက်ဟာ3-9ဆိုတဲ့အွန်ချောင်းရဲ့အကြောင်းကိုလည်းရှာဖတ်နေခဲ့ပါပြီလွန်ခဲ့တဲ့အနှစ်20လောက်ကတခွဲကန်းတစ်ခုစီကိုကလေးတွေရောက်လာခဲ့ပါပြီမျိုးရိုးဗီဇပြောင်းလဲတဲ့တိပ္ပံစမ်းသပ်ချက်တွေကိုလူသားတွေပေါ်မှာအသုံးပြုပြီးတရားမဝင်လုပ်နေကြတဲ့ဟာဝန်တိုတခွဲကန်းလို့ခေါ်ပါတယ်အနေနဲ့ရရက်ကကလေးတွေကိုဖမ်းဆီးထားပြီးလိုသလိုစမ်းသပ်နေတဲ့နေရာစီဆော့ဆော့ကလူ3ယောက်နဲ့အတူအွန်ချောင်းတို့ပါရောက်လာခဲ့တာပါစမ်းသပ်မှုတွေကြောင့်ပဲအွန်ချောင်းမှာစူပါပါဝါတွေရလာခဲ့တယ်လို့ပစ္စည်းတွေကိုစိတ်နဲ့ထိန်းချုပ်လာနိုင်ပါတယ်အစပိုင်းမှာတော့ကိုပါဝါကိုမရင်းနှီးသေးပဲထိန်းချုပ်ဖို့ခက်ခဲနေစဉ်ထာဝရကလေးငယ်ဆိုတဲ့တယောက်ကကူညီပေးခဲ့တာပါသူက import လိုမျိုးထာဝရအသက်ကိုပိုင်ဆိုင်ထားပြီးသူ့ရဲ့နှလုံးဟာလုံးဝမသေးပါဘူးအွန်ချောင်းဟာသူ့ရဲ့စွမ်းကိုထိန်းချုပ်နိုင်သွားပြီးတဲ့နောက်ကောင်းမလေးတယောက်ကိုစာအုပ်လေးသွားပေးခဲ့ပါတော့တယ်အွန်ချန်နီအိမ်နေတုန်းမှာတော့အွန်ချန်နီရဲ့ယောဂအကြောင်းကိုဆရာဝန်စီကိုသွားမေးခဲ့ပါတယ်ဓာတ်မှန်ရိုက်ကြည့်တဲ့အခါဆေးပညာမှာတစ်ခါမှမမြင်ဘူးတဲ့အလိုလျောက်ပျောက်ကင်းနေပြီးနှလုံးအဆိုးရှင်ဟာရောင်ရမ်းခြင်းမရှိတော့သလိုခံစားနေရတဲ့ယောဂတွေဟာအကုန်ပျောက်ကင်းကုန်ပါပြီအခုဆိုရင်လူကောင်းတွေတောင်ပိုကောင်းနေတဲ့အွန်ချန်နီကြောင့်ဆရာဝန်ပါအံ့ဩနေရပါတယ်အဲ့နောက်အဖွားဟာချန်နီရဲ့ဆန္ဒအတိုင်းကဘာတစ်ပတ်ခရီးထွက်ဖို့ရာလိုအပ်တဲ့စာရွက်စာတမ်းတွေကို
တွေကိုပြင်ဆင်ပေးပါတယ်တစ်ဖက်ကနှစ်ကောင်ကလည်းသူတို့လုပ်ခဲ့တဲ့ကိစ္စကြောင့်အဖွားကိုတော့မကြည့်ရဘူးလို့ပြောနေကြသလိုမင်းကြောင့်ငါကြောင့်နဲ့ထညင်းကုန်ပါတယ်သူပတ်စံလိုချင်လို့မဟုတ်ပဲမင်းတို့နှစ်ကောင်ကူညီပေးခဲ့ပြီးအကောင်းဆုံးဖြည့်ရှင်းပေးခဲ့ပေမဲ့ရုပ်ကနွားဦးတော်ကင်ပေါင်းလို့ရနေတဲ့မျက်နှာထားနဲ့တကူကူဆိုရင်ငိုရအောင်မင်းကိုမင်းဘီယန်ကရိုင်းနေရထင်နေလားငတုံးကောင်ဆိုကဆိုကြောင်ကထဆဲပါတယ်ဒါကြောင့်ရူဘင်ကလည်းလူကိုကြိုက်တယ်လို့ပြောလို့ရပေမဲ့သူ့ရဲ့ရုပ်ကိုတော့မစော်ကားရန်ပြောတော့ငါပြောနေတာကနည်းနည်းလေးပဲရှိသေးတာမို့မင်းအိမ်မှာမှန်ရှိရဆိုရင်အခုပဲတွားကြည့်ရန်ဆဲဆိုပြီးပြန်သွားပါတယ်စိတ်တူသွားတဲ့ရူဘင်ကလည်းဘေးဟာအေးဘူးခွန်လေးကိုလွှင့်ပစ်လိုက်တဲ့အခါအုံငနဲ့အတန်ပြီးသွားပါတော့တယ်အိမ်ပြန်လာတဲ့ဆိုကြောင်ကလည်းရေတောင်းနေစဉ်အမတ်ကန်ကိစ္စကိုလာမင်းနေတဲ့မိန်းမကိုသူကောင်းကောင်းဆဲဆိုခဲ့ပြီးအခုဆိုရဲတွေနဲ့ရပ်ဖက်ဝန်ထမ်းတွေကပါဖြည့်ရှင်းပေးခဲ့တဲ့အကြောင်းမိခင်ကိုလည်းဟာဝိုင်ကိုလိုက်မပို့ချင်တော့တဲ့အကြောင်းတွေကိုအားချောင်လိုက်ပါတယ်ဘာဖြစ်မှမသိပဲလက်ကရေခဲတက်တာနဲ့ကတ်နေပြီးစောက်ကြိုးတွေနဲကုန်တော့မတက်ကြီးဘာလုံးနေရလဲဆိုတဲ့မိန်းမကိုသူစဉ်းစားနေတာဘာလို့လိန်လိုက်ရပါတယ်အဲ့နောက်သမီးကလည်းရောက်လာတာကြောင့်စကရောဖောရောတွေလုံနေရပြန်ပါတယ်ရေခဲတက်တာရေမင်းမပြဿနာရှိနေရင်ပြင်းတဲ့လူကိုခေါ်လို့ရပေမဲ့ငါမှသာစောက်ပြဿနာတက်နေမယ်ဆိုရင်တော့ဘယ်ကောင်းအောင်တွားခေါ်ရမှာလဲဆိုတာထဆဲပါတော့တယ်အေးဘူးခွန်လေးနဲ့ပြစ်လိုက်တာကိုနေရန်ကြီးနှစ်ဖက်လုံးကထုတ်ချင်းပေါက်သွားတဲ့ရူဘင်လည်းဘာတွေဖြစ်ကုန်တာလဲလို့အော်ဟစ်ဆဲဆိုနေရပါတယ်နောက်နေ့မနက်မှာတော့ချန်နီကိုထမင်းကျွေးနေပြီးဘာလို့လုပ်ခဲ့ရလဲမေးတဲ့အခါကဘာတစ်ပတ်ခရီးသွားခြင်းလို့ဖြစ်ပြီးသူကြည့်နေတဲ့ရုပ်ရှင်ထဲမှာဆိုရင်အဲ့လိုလုပ်ရင်ရကြောင်းပြောတော့အွန်ချန်နီကိုဖွားကထဆဲပါတယ်ဆရာဝန်ပြောချက်အရညီမဘာယောဂမှမရှိတော့တလို့နှလုံးယောဂလည်းပျောက်ကင်းသွားပြီးမို့ကြံနေတဲ့ဘွားမှာလူလိုနေရန်ဆုံးမနေပါတယ်အခုကစပြီးဆေးတွေမတောက်ရန်လူတွေကိုမဆဲရန်နဲ့ထမင်းများများစားရန်ပြောကလိမ္မာရင်ခရီးသွားခွင့်ပေးမယ်လို့ပြောရင်းနဲ့ဗီဇာတွေပတ်စပို့တွေကိုထုတ်ပြလိုက်ပါတယ်အဲဒီနောက်မှာတော့ဆိုင်စီကိုအွန်ချောင်ကလိုက်လာခဲ့ပြီးအခုလိုတေတာကပထမဆုံးလားလို့လာမေးတာမို့ဘသူကဘယ်နှခါတေဘူးလို့လဲဆိုတာပြန်မေးနေရပါတယ်အကောင့်တန်းရှိနေတဲ့လူကိုအလောင်းလို့ဆွဆွဲတာကပိုင်နဲ့ကျူးကျော်မှုဆိုတာစောက်တလွဲတွေပြန်ဖြေနေပါတယ်ဒါကြောင့်အွန်ချောင်ကလည်းဝန်တာကွန်တာကိုတိလာလို့မေးတော့ဝါကန်နာဖော်အေးပါလားလို့ပြန်မေးနေတဲ့နှစ်ကောင်ကြောင့်ပြန်လာခဲ့လိုက်ပါတယ်ဒီလူကြီးကညာရဲကိုတိုင်ခဲ့တာမို့အခုလည်းရဲကိုသွားတိုင်တာဖြစ်နိုင်တဲ့အကြောင်းရူဘင်ကပြောပြနေပါတယ်သူတို့ရိုက်ခဲ့တဲ့ကင်မရာကိုမေးတော့မင်းညာကိုတောင်ပြတ်ထဲမှာကြံခဲ့တယ်ဆိုတာမို့အွန်ချန်နီကပြေးယူရပါတော့တယ်အဲ့နောက်အွန်ချန်နီရဲ့နောက်ကိုအွန်ချောင်ကလိုက်နေပြီးအွန်ချောင်ရဲ့နောက်မှာတော့ဝန်တာကွန်တာတစ်ကောင်ကလိုက်လာခဲ့ပါတယ်အွန်ချန်နီဟာတကယ်ပဲ importer ဆိုရင်သူငငယ်ကခင်ခဲ့တဲ့ကောင်လေးများဖြစ်နေမလားဆိုတာစဉ်းစားနေသလိုကောင်လေးကနေကောင်မလေးဖြစ်သွားလားလို့လည်းစဉ်းစားနေရပါတယ်ဒါကြောင့်လမ်းတစ်လျှောက်မှာလည်းချန်နီကိုတက်ကြည့်ဖို့ပြင်နေပြီး importer ဆိုကိစ္စမရှိပေမဲ့တမန်လူသားတာဆိုရင်တော့ငါထောင်ချနိုင်တယ်လို့တွေးကလွှတ်ပေးလိုက်ရပြန်ပါတယ်အွန်ချန်နီကတော့ဂိုဒေါင်ဟောင်းလေးကိုဝင်ပြီးကင်မရာကိုရှာနေတော့ကင်မရာကိုကောက်ယူလာတဲ့အမှတ်ကောက်သမားစီကနေအွန်ချောင်ကဗီဒီယိုကိုမြင်လိုက်ပါတယ်ဂိုဒေါင်ထဲဝင်နေတဲ့အွန်ချန်နီကိုစမ်းသပ်ကြည့်ဖို့ရာအွန်ချောင်ဟာစိတ်ဆွမ်းအားကိုအသုံးပြုပြီးတော့စတင်ဖြတ်စည်းပါတော့တယ်အဆောက်အုံတစ်ခုလုံးကိုအနားတော်မကပ်ဘဲနဲ့လက်ပလာနဲ့ဖြတ်စည်းနေတဲ့အွန်ချောင်ကိုလည်းဆိုကယောင်နှွန်းကချောင်းကြည့်နေခဲ့ပါတယ်အထက်ကအွန်ချန်နီကတော့ပြုတ်ကျလာတဲ့တန်တဲ့ပစ္စည်းတွေကိုလိုက်ရှောင်နေရပြီးအသက်လူပြေးလွှားနေရပါတယ်ပစ္စည်းတစ်ခုကခေါင်းပေါ်ကိုပြုတ်ကျလာတဲ့အချိန်ရုတ်တဲ့နေရာကနေပျောက်သွားခဲ့ပြီးပင်လယ်ထဲကလင်ငယ်လေးစီကိုရောက်သွားခဲ့ပါတယ်ဆိုကယောင်နှွန်းကလည်းဒီကိစ္စတွေကိုကူညီဖို့စင်းမဲ့လို့မှမိမစီကဖုံးဝင်လာခဲ့ပြီးဘယ်မှာလဲလို့မေးလာပါတယ်သူစီပင်ရုံးမှလို့လိန်ပြောနေတော့ဖုံးတွေကားစီယာတွေတွေကလက်မကတ်နေပြီးဘလို့မှဆင်းလို့များတဲ့အခါငါဆောင်ရလုံးရှုံနေတာမို့ပြီးမှပြန်ဆက်မယ်လို့မိမကိုဆဲပေးလိုက်တဲ့အခါမှာပဲပစ္စည်းတွေအားလုံးဟာလက်ကကွာကြကုန်ပါတယ်တစ်ဖက်ကအွန်ချန်နီကလည်းပင်လယ်ထဲမှာတိုင်ပတ်နေပြီးပင်လယ်သမားတွေဟာဂန်းနေနဲ့လိုက်ပစ်နေခဲ့ပါတယ်တစ်ဖက်မှာတော့ဌာနမှုချွဲဆိုတဲ့လူစီကိုဗမောက်ကဟာဝန်တို့အိုးဆောင်လာတဲ့ဝါနာကွန်နာအဖွဲ့ဟာချစ်တက်လာခဲ့ပါတော့တယ်ပမောက်ကဟာဝန်တို့ထောင်ချနေတဲ့ကာလမှာတထေးကြီးတယောက်ကသူ့စီကိုရောက်လာခဲ့ပါတယ်။တမချမ်းသားကိုတွားလေးရဆောင်ထားတဲ့ဟာဝန်တို့ကြောင့်အကက်တင်ခံရလာမေးတဲ့အခါဘာသာရေးတိုင်းဟာလူသားတွေရဲ့မျှော်လင့်ချက်နဲ့ပူပန်မှုတွေကိုကုစားပေးတာမို့စိတ်ငြိမ်းချမ်းနေတဲ့အကြောင်းရှင်းပြပါတယ်။ထာဝရကလေးငယ်ဆိုတာကမတိမျိုးဖြစ်ပြီးသူ့ရဲ့နှလုံးသားကိုသာရမယ်ဆိုရင်ရတဲ့လူကမတိမျိုးဖြစ်သွားနိုင်တယ်လို့စိတ်ဖို့ဆက်လို့လည်းကောင်းတဲ့အကြောင်းပြောတော့အဆိုပါကလေးကိုရှာဖို့အတွက်ထောင်ကနေထုတ်ပေးခဲ့လိုက်ပါတယ်။တစ်ဖက်ကအွန်ချောင်ကလည်းဂိုဒေါင်တစ်ခုလုံးကိုစိတ်မှဖျက်ဆီးခဲ့ပေမဲ့ပျောက်သွားတဲ့အွန်ချန်နီကြောင့်အွန်ချန်နီဟာ importer တယောက်ဆိုတာကိုရှိမိလာပါတယ်။အွန်ချန်နီကတော့ပင်လယ်တပြားတွေဝိုင်းပစ်ခတ်နေစဉ်လေပေါ်မှာပဲပျောက်သွားပြီးတဲ့နောက်မူလာနေရာစီကိုပြန်ရောက်လာပါတယ်။ချီတွေကသူ့ကိုမပြစ်မိပဲအင်ဂျင်တွေသာပေါက်သွားတဲ့အပြင်ဝနာခွန်းတစ်ကောင်ကိုပါမြင်လိုက်ရပါတယ်။ဒီလိုနဲ့သူပါပစ်ခတ်လဲမေးဖို့ရာအွန်ချောင်ကိုတွားထိလိုက်တဲ့အခါမှာတော့လမ်းပြေတွန်းလိုက်တာကြောင့်လေပေါ်မှာဝဲသွားပါတော့တယ်။တစ်ဖက်ကဝနာကွန်နာတွေကလည်းအွန်ချောင်ကမျိုးကွဲတစ်ကောင်ကိုတိုက်ခိုက်နေတယ်လို့ဒါအဖေခိုင်းတာလားဆိုတာပြောနေကြပါတယ်။သူတို့ရဲ့ရည်ရွယ်ချက်ကထာဝရကလေးငယ်ကိုရှာရမှာဖြစ်ပြီးပြန်ရောက်လာခဲ့တဲ့အွန်ချောင်ကိုပါခြေရခံရမှာပါ။ဒီလိုပြောနေကြစင်မှာဟာဝန်တို့ရောက်လာခဲ့ပြီးအွန်ချန်နီကိုပါစောင့်ကြည့်ထားရန်တာဝန်ပေးလာခဲ့ပါတယ်။အွန်ချန်နီကလည်းရူဘင်ရဲ့အိမ်မှာအိတ်နေတော့အပေါက်ကြီးတွေဖြစ်နေတာမို့ဘာတွေလဲလို့မေးနေရပါတယ်။လင်ကိုတောင်နားမှာလဲနေတဲ့အတွက်ဆိုကယောင်ဝင်းကခေါ်လာခဲ့တာမို့တက်တာရင်ပြန်ရန်ပြောလိုက်ပါတယ်။ဒါပေမဲ့သူတနက်နဲ့ပြစ်ခံရတာတော့မသိပဲဒါအချိန်ခရီးသွားမျိုးမဟုတ်နိုင်တော့ပဲတလီပို့လုံးနိုင်နေဆိုတဲ့အွန်ချန်နီကိုရူဘင်ကလည်းလှည့်ကြည့်လိုက်ပါတော့တယ်။တစ်ဖက်ကဆိုကယောင်ဝင်းကလည်းတနေကုန်ရှောက်သွားနေရမို့မိမဆူတာခံနေရတာကြောင့်တငယ်ချင်းအဖေဆုံးသွားလို့လိန်ပြောနေပါတယ်။အချိန်တုံးနေတဲ့ပန်းအိုးနဲ့လက်ကကတ်နေပြီးနေတိုင်းဆုံးနေတဲ့တငယ်ချင်းအဖေတွေကဘယ်နှယောက်တောင်ရှိတယ်ဆိုတာမိမ
ကားကလည်းဆဲနေခဲ့ပါပြီအိမ်ပြန်တော့မဲ့မိမကအတူလိုက်မလာမေးပေမဲ့လက်မကတ်နေတဲ့ပန်းအိုးကြောင့်တဆိုင်လုံးကိုတန်ရှင်းရေးလုပ်ပြီးမှလာမယ်လို့ပြောလိုက်ရပါတယ်လက်ကိုမရမကခွာနေတော့မှရူဘင်နဲ့ဝန်ချန်နီကလည်းရောက်လာကြပါတော့တယ်ရူဘင်ကတန်ဖူးနဲ့ဖြစ်တာတော့အိမ်ပေါက်သွားတယ်လို့ကျမကလည်းတယ်လီပေါ့လုံးနိုင်ကြောင်ပြောနေပြီးခမရဘာလုံးနိုင်လဲဆိုတာကြောင့်ဆိုင်ထဲမှာခွေးစကားတွေလာမပြောပဲငါမင်းတို့လိုအားရနေတာမဟုတ်တာမို့ဘာစွမ်းမှမရှိဘူးလို့ညင်းနေစဉ်ခြေထောက်ကပါကတ်နေပြီမို့တန်လန်ကြီးဖြစ်နေခဲ့ပါတယ်ဒါကိုဝန်ချန်နီတို့ကလည်းတီးသွားပြီးဦးလေးကြီးရဲ့ဆွမ်းကပြီးခဲ့ပဲလို့ထောက်អော်ပါတယ်စူပါပါဝါရပြီလို့ပြောနေတဲ့ကလေးတွေကိုဒါကစူပါပါဝါမဟုတ်ပဲရေဆိုးကန်တွေကဓာတ်တို့ညစ်ကြေးတွေကြောင့်ငါတို့ချိန်စာမင်းနေတာဖြစ်ကြောင်းရှင်းပြပါတယ်ဒီကိစ္စကိုလှုပ်ဝက်ထားဖို့နဲ့ငါမိသားစုကိုငါကာကွယ်မယ်ဆိုတဲ့ဆိုကြောင်ဝင်းကိုမဟုတ်ရင်လည်းခမားပဲကာကွယ်ရမှာပါလို့ထဆဲကြပါတယ်ဒါကြောင့်ဆိုကြောင်ဝင်းကလည်းမင်းကိုအွန်ချောင်းကတတ်ဖို့လုပ်ခဲ့ပြီးသူ့မှာပါဝါတွေရှိတယ်လို့တောင်ပေါ်မှာလည်းလူတယောက်ကရှိနေတဲ့အကြောင်းသူမြင်ခဲ့သမျှကိုဖွင့်ပြောလိုက်ပါတယ်နောက်တစ်ရက်မှာတော့အွန်ချန်နီကအွန်ချောင်းစီကိုရောက်လာခဲ့ပြီးမနေ့ကကိုတောင်ထဲမှာကျမကိုတကယ်လုပ်ခဲ့ရလားဆိုတာမို့အကုန်လုံးရဲ့အကြည့်တွေကဆွမ်းအကုန်ပါတယ်သူဘာမှမသိကြောင်ညင်းနေရင်ဒါကရပ်ဖက်တိုင်ကြားရေးဖြစ်တာကြောင့်တိုင်တန်းမှုမပါရင်မလာရန်ပြောပြီးတိုကန်တွေကိုတစ်ခုပြီးတစ်ခုခေါ်နေပေမဲ့အွန်ချန်နီကအကုန်လိုက်ယူနေပါတယ်ဒါကြောင့်ရုံးပြင်းကိုထွက်ပြေးတော့လေသုံးကောင်သားကားနဲ့လိုက်ချလာပါတယ်တစ်ဖက်ကအဖွားကလည်းဒရိုက်တာချွဲရဲ့လောင်းစီကိုရောက်လာခဲ့ပြီးသူ့နာမည်နဲ့အတူတည်တန်းစာတစ်စောင်ရောက်နေပါတယ်အမကြီးခွန်ကျွန်းဖို့ရေပါရကိုဟာဝင်းတို့ကိုတောင်းပန်လိုက်ပါလို့ရေးထားခဲ့ပြီးဒရိုက်တာချွဲကိုတက်ခဲ့တာကလည်းဟာဝင်းတို့ပါစိတ်ညှိုးခဲ့တာဖြစ်တယ်လို့ထာဝရကလင်းငယ်ဘယ်မှာလဲလို့မေးတော့အဖွားစီမှာလို့ပြန်ဖြစ်ပြီးလက်စားတက်ခဲ့တာဖြစ်ပါတယ်ဒီလိုနဲ့နောက်တစ်ရက်မှာတော့တိုင်ကြားချက်တွေရနေတဲ့ဖះเจ้าစီကိုရဲနှစ်ယောက်ကဝင်စစ်ခဲ့ပါတယ်ဝန္နာကွန်နာတယောက်ကတော့ဒီမှာနေတဲ့လူတွေဟာဖះသခင်နဲ့ကယ်တင်မှုကိုယုံကြည်ကြသလိုကိုတဘောနဲ့ကိုလာတာဖြစ်တဲ့အကြောင်းလှည့်ပတ်ပြနေပါတယ်မြေအောက်ခံရှိနေတာကိုတီးသွားတဲ့ရဲကလည်းအောက်ကိုစင်ကြီးပြားစီဆိုတာမို့အောက်ထီကိုခေါ်လာခဲ့လိုက်ပါတယ်မြေအောက်ခံနဲ့ရောက်လာခဲ့တဲ့ရဲတွေဟာလူတွေကိုတရားမဝင်ဖမ်းဆီးပြီးစမ်းသပ်နေတဲ့မြင်ကွင်းတွေရိုးရိုးဖိစပြောင်းပြီးတော့ကြောက်စရာဖြစ်နေတဲ့အကောင်တွေကိုမမြင်ရသလိုအဖမ်းခံထားရတဲ့ဦးလေးကြီးကိုပါမမြင်ရပါဘူးအမြင်အာရုံကိုလှည့်စားခံထားရတာမို့အတူရောင်ကဘာကိုသာမြင်နေရပြီးထပ်မံမစစ်စေတော့ပဲပြန်လာခဲ့လိုက်ကြပါတယ်တစ်ဖက်ကအွန်ချန်နီတို့ကလည်းအွန်ချောင်းရဲ့အိတ်ကိုအတင်းလူရင်းနဲ့ကားဘော်ကိုဆွဲတင်လာကြပါတယ်ပြန်ထွက်လာတဲ့ရဲတွေကတော့ချွေးတွေအရန်ထွက်နေသလိုစမ်းကြည့်လိုက်ရင်လည်းအကြည့်ချွဲတွေဖြစ်နေတာမို့အချင်းချင်းပြောရင်းနဲ့ပြန်သွားကြပါတယ်ကျမတယ်လီပေါ့လုပ်နိုင်တဲ့ရူဘင်ကအပေါက်ဖောက်နိုင်ပြီးဒီလူကစူပါဂလူးလို့ရှင်းပြနေပြီးအစွမ်းတွေကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာသင်ပေးရန်ဝိုင်းပြောကြပါတယ်ဒါမဲ့အွန်ချောင်းကယူးချင်အောင်ဆောင်နေပြီးသူမသိကြောင်ညင်းနေတာမို့မနေ့ကလက်ကိုဝှေးလိုက်ရုံနဲ့တင်ဂရောင်တစ်ခုလုံးချေမော့သွားတာအွန်ချန်နီလွန်းထွက်သွားတာတွေကိုမြင်လိုက်တဲ့အကြောင်းဆိုကြောင်ဝင်းကဝင်ပြောပါတယ်ဘလို့ပဲပြောဝင်မခံတဲ့အွန်ချောင်းကြောင့်လန်ဒန်နေရာမှာပဲစင်းရအတင်းဆွဲချနေကြစဉ်စောစောကရဲကားဟာသူတို့ရှေ့မှာတင်ကြောက်ထဲကိုထိုးကျသွားပါတယ်ဒါကြောင့်အွန်ချန်နီတို့သုံးကောင်လည်းကားတွေကရဲတွေကိုကယ်ထုတ်ချရင်းနဲ့ရဲတယောက်ရဲ့ခန္ဓာကိုယ်ဟာဂျယ်လီလိုပြော့တိပြော့တွဲဖြစ်နေပါတယ်မျက်နှာကိုဆွဲကြည့်တဲ့အခါပါးတွေပါတွဲကျနေတာမို့နှစ်ကောင်သားကလည်းထအော်ရပါသေးတယ်ကားကလည်းမီးဆွဲနေပြီးကားထဲမှာညက်နေတဲ့ရဲကိုကယ်ဖို့ရာအွန်ချန်နီနဲ့ရူဘင်ကကားကိုဆွဲမကြပါဘူးကားကနည်းနည်းမှရွေးမလာတာကြောင့်စူပါပါဝါတွေရှိရင်ထုတ်သုံးပြီးစူပါမန်လိုကယ်တင်ပေးရန်အွန်ချောင်းကိုထဆင်နေရပါတယ်ကယ်ဆယ်ရေးသမားတွေလာနေပြီမို့စောက်ဖို့တွေမလုပ်ရန်အော်ဆဲနေတဲ့စိုးကြောင်ဟွန်းကိုပါမင်းငိမ့်မှုရေသွားခတ်ခိုင်းလိုက်ပါတယ်မနေနိုင်တော့တဲ့အွန်ချောင်းကလည်းလက်ကိုမတိမတာထုတ်ရင်းနဲ့ကားကိုမပိလိုက်တဲ့အခါရူဘင်ကသူ့မားတွေပဲထင်နေပါတယ်ရေသွားခတ်နေတဲ့စိုးကြောင်ဟွန်းကလည်းအေယာဘငါချင်းကြီးကိုမြင်လိုက်ရပြီးနေရာစီကိုပြန်ပြေးလာရပါတယ်အွန်ချန်နီကတော့လူဖီလိုလက်ကြီးရှိထွက်နေတဲ့ဂျယ်လီရဲကိုဆွတ်ထုတ်လာပြီးလက်ကရှည်လာပါလားဆိုကရေရွတ်နေပါတယ်စိုးကြောင်ဟွန်းကလည်းကားကိုမင်းငိမ့်သွားပြီးတဲ့နောက်သူအေယာမငါးကြီးကိုမြင်ခဲ့ရတယ်လို့မျက်စိတစ်ဖက်မိတ်ပြလာတယ်လို့ပြောနေတာမို့ရူဘင်ကလည်းမယုံပါဘူးရူဘင်ကတော့သူကားတစ်စီးလုံးကိုမားခဲ့တာဆိုတာမို့လူကြီးကိုခွေးစကားတွေလာမပြောရင်ပြန်ဆဲနေရပါတယ်ဒီလိုညင်းရင်ခုန်ရင်မှာပဲကားကိုတစ်ဖက်ကကင်တစ်ဖက်ကိုရူဘင်ကိုကင်ထားရင်ငါဘယ်တော့မှလင်ခဲ့ဖို့လို့လဲလို့ပြန်မေးနေတဲ့ချိန်နှစ်ကောင်သားကကားနဲ့ကက်နေတဲ့ပြင်ကားကလည်းမီးလောင်လာပါတယ်ဘလို့မှရုံထွက်လို့မရတော့ပဲအဖေကဲပါအမေကဲပါတွေអော်နေရပါတယ်ဒါကြောင့်အွန်ချောင်ကတော့သူ့ရဲ့အစွမ်းနဲ့ရမ်းပေးပေမဲ့စုကြောင်ဝင်းရဲ့ကက်အားကိုမရှင်းနိုင်ပါဘူးလူတွေသာလေးဘောကိုမြောက်နေပေမဲ့လည်းကားကနေခွာမသွားတဲ့အပြင်ပိုတော့လောင်လာတဲ့မီးတွေကြောင့်ပဲအော်ဆဲနေခဲ့ကြပါပြီဒါကြောင့်အွန်ချောင်ကအားကုန်ဆုံးဖွင့်ရင်လိုက်တဲ့အခါအင်ကြီးပြတ်ထွက်သွားတဲ့ဝူဘင်ကလွတ်သွားပြီးစုကြောင်ဝင်းကကြံနေခဲ့ပါတယ်တယောက်တည်းကြံနေခဲ့တဲ့စုကြောင်ဝင်းကလည်းငါတို့တေးပါပြီလို့အော်ငိုနေရတယ်လို့အွန်ချန်နီကလည်းမသေးပါနဲ့အောင်ဆိုကပြေးဝင်ပေမဲ့တယ်လီပေါ့လုပ်ပြီးတော့ပျောက်သွားပြန်ပါလေရူဘင်ကပါခြေထောက်ကနေလာဆွဲနေတာမို့မိသက်သမားတွေကိုပဲပြေးခေါ်ရန်အော်ဆဲနေရပါတယ်ငါတေးရမယ့်ချိန်မှာတော့မင်းတို့စောက်သုံးမချတဲ့ကောင်ရှိမှတေးရမှလာလို့ငိုယုံနေတဲ့စုကြောင်ဝင်းကိုဒီချိန်မှာသူ့ကိုဆဲနေရလားလို့မေးရင်းနဲ့ကားကိုဆွဲခွာပလိုက်ပါတယ်ရုတ်တရက်အားကောင်းလာခဲ့ပြီးကားကိုပါခွာပြင်းနိုင်လိုက်တယ်လို့ပောက်ကွဲတော့မဲ့ကားကိုလည်းအွန်ချောင်ကလွှင့်ပစ်ထုတ်လိုက်ပါတယ်အားလုံးပြီးမှပြန်ရောက်လာတဲ့အွန်ချန်နီကဒဇင်တစ်ခုကိုကင်လာပြီးလက်ကိုခုတ်ပြရမှလားလို့ထားအော်နေတယ်လို့သူကဲတင်နိုင်လိုက်ပြီဆိုကမစီမဆိုင်ပြောနေခဲ့ပါတယ်အဖွားကတော့ဥက္ကဋ္ဌချွဲတေဆုံးတဲ့အတွက်သူ့အိမ်က CCTV တွေကိုစစ်ခိုင်းနေပေမဲ့အကုန်ဖျက်ဆီးခံထားရတာမို့ဒီမျိုးကနေရှောင်နေရန်သတိပေးနေပါတယ်တစ်ဖက်က၄ယောက်ကလည်းရဲတွေကိုကဲတင်လာခဲ့ပြီးဂျယ်လီလိုဖြစ်နေတဲ့ရဲကသူတို့လိုစူပါပါဝါရှိနေရလို့ထင်နေပါတယ်အဲ့နောက်အစွမ်းသုံးနည်းလေးကိုသင်ပေးရန်အတင်းပြောနေကြတဲ့၃ကောင်ကိုသူသင်မပေးနိုင်တဲ့အကြောင်းအွန်ချောင်ကညှင်းထားခဲ့လိုက်ပါတယ်ရုံးကိုပြန်ရောက်လာတဲ့အွန်ချောင်ကမှတ်တမ်းဖိုင်တွေကိုစစ်နေပြီးဖះเจ้าတွေကထွက်လာတဲ့ရေဆိုးမြောင်းတွေဟာတကယ်ပဲအစိတ်သိနေရလားဆိုတာစစ်ကြည့်နေပါတယ်တစ်ဖက်ကအွန်ချန်နီတို့ကလည်းရဲတွေကိုသတင်းလာ
မေးတဲ့အခါရဲတွေကဆေးရုံမှာရှိမနေပဲရဲစခန်းကလည်းဒီကိစ္စကိုမသိတဲ့အကြောင်းပြောလာပါတယ်တကယ်တော့ရဲတွေရဲ့ရုပ်အလောင်းတွေကိုဖះเจ้าကလူတွေကစမ်းသပ်ခန်းစီကိုယူသွားခဲ့ကြတာပါအွန်ချန်နီတို့၃ယောက်ကလည်းသူတို့ကပါလာဖမ်းသွားရင်ဘယ်လိုလုပ်မလဲဆိုတာကြောက်နေကြပါတော့တယ်တစ်ဖက်ကအွန်ချောင်းထံကိုတော့ဝန္နာကွန်နာအဖွဲ့တွေကဖာဟိုကရောက်လာခဲ့ပါတယ်လူဆိုတာလမ်းပြောင်းနေရင်းနဲ့တိမ်မမသိတေသွားနိုင်တဲ့အကြောင်းသတိပေးနေရင်၃ခုခွနှစ်လို့ခေါ်လိုက်ပါတယ်တယောက်နဲ့တယောက်လည်းမွေမွေချင်းချိန်မြင်ကြသလိုနေရာမှာတင်တိုက်ခိုက်ဖို့လုပ်နေတော့စီနီယာကရောက်လာတာမို့စကားစပြတ်သွားခဲ့ပါတယ်မင်းဒီမှာဘာလုပ်နေလဲမေးတဲ့အခါတာဝန်ကျရဲ့ဒေတာစီကိုလာယုံဖြစ်ပြီးဟာဝန်တို့ကိုအဖေလို့ခေါ်နေတဲ့ဖာဟိုဟာကိုကိုဒီလိုလုပ်ခဲ့တဲ့သူကိုအဖေလို့ခေါ်တာလားလို့ပြန်မေးနေပါတယ်ကလေးတွေကိုဖမ်းမတရားစမ်းသပ်မှုတွေနဲ့တေးလူမျိုးပါခံခဲ့ရတာကိုတော့ကျေးဇူးရှင်တစ်ဖွဲ့ပြောနေတဲ့ဖာဟိုကိုဒါကစူပါပါဝါမဟုတ်ပဲစမ်းသပ်ချက်တစ်ခုပဲလို့ရှင်းပြနေပါတယ်မင်းရောငါရောကငငယ်တွေကတုံးချခံရတာမို့စိတ်နာတင်ကြောင်းနဲ့ငါတို့မင်းတို့နဲ့မပတ်သက်ချင်တဲ့အကြောင်းအပြတ်ညင်ခဲ့လိုက်ပါတော့တယ်အဲ့တော့အလုံးလုံးနေတဲ့အွန်ကြောင်ထံအွန်ချန်နီကရောက်လာခဲ့ပြီးရဲရီပျောက်သွားတဲ့အကြောင်းလာပြောပါတယ်ဒါဆိုရင်နင်တို့တော့ရလဲတပူပူတတူတဲမနေရန်ပြောကပြန်ခိုင်းလိုက်တော့ဒီစွမ်းတွေက expire date ရှိလားဆိုတာမေးပြန်ပါတယ်သူ့စွမ်းတွေရလာတဲ့ကအသက်ရှူလို့ကောင်းလာတယ်လို့ဘလောက်ပဲပြပြမမောတော့တဲ့အကြောင်းပြောနေတာမို့ခုံယူကြောင်းနဲ့ဝန္နာကင်တာမဟုတ်ဘူးဆိုရင်ဘာသာရေးအဖွဲ့တွေနဲ့ဝေဝေးနေရန်ပြောလိုက်ပါတယ်အဲ့ချိန်အွန်ချောင်းကိုကြိုက်နေတဲ့စီနီယာမကဝင်လာတာမို့နှစ်ယောက်တည်းရှိနေတာတိမှဆိုပြီးပါဇက်ကိုပိတ်နေရတဲ့ချိန်ရုံရင်ဆန်ခတ်နဲ့ပဲပါရိုက်လိုက်ရင်းနဲ့မျက်မှန်ကျွတ်ကြလာပါတယ်ဒါကြောင့်စီနီယာကလည်းဝင်လာကြည့်တော့အွန်ချန်နီကိုမမြင်ရပဲပါနေနေတဲ့အွန်ချောင်းကိုသာမြင်လိုက်ရပါတယ်သူ့ကိုရေလာမြောင်းပေးလို့နေတဲ့စီနီယာကိုအစင်ပြေပြေပြန်ပြောနေတော့မှပဲအွန်ချန်နီကထပ်မံရောက်လာခဲ့ပါတယ်ပြန်လဲကြည့်တဲ့ချိန်ပြန်ပြောက်သွားပြီးစီနီယာအမပြန်သွားတဲ့ချိန်မှာမျက်နှာချက်မှာကလက်သားကြီးဖြစ်နေခဲ့ပါတယ်ဒီစွမ်းတွေက expire date မရှိပဲဒီတိုင်းဆိုရင်မင်းက imported တယောက်ပဲလို့ရှင်းပြလိုက်တာမို့မတီတော့တဲ့အွန်ချန်နီတယောက်အပျော်လွန်ပြီးအိမ်ပြန်သွားပါတယ်ပြန်သွားတဲ့အွန်ချန်နီကိုအွန်ချောင်းကလိုက်ကြည့်တော့အနောက်ကနေလိုက်သွားတဲ့ဖာဟိုကိုပါမြင်လိုက်ရပါတယ်ဖာဟိုကလည်းလူရှင်းတဲ့နေရာမှာအွန်ချန်နီကိုတတ်ဖို့လုပ်နေစဉ်အွန်ချောင်းကကယ်လိုက်ရပြီးအပြစ်မရှိတဲ့လူတွေကိုမထိရန်တားနေရပါတယ်အဲဒီနောက်မှာတော့အွန်ချန်နီတို့ကိုစွာသုံးနည်းတင်ပေးဖို့ရာဆုံးဖြတ်လိုက်ပါတယ်ဒါကြောင့်မျိုးတို့ခမ်းမမှာလှုပ်အားပေးဝင်ကူရန်၃ယောက်လုံးကိုခေါ်လိုက်ပါတယ်လှုပ်အားပေးဝန်ထမ်းဖြစ်သွားတဲ့အွန်ချန်နီကသူ့ကိုယ်သူအစိုးရဝန်ထမ်းလို့ပြောကအဖွားစီကိုဖုံးဆက်ကြွားနေရင်အွန်ချောင်းကိုပါပြောခိုင်းပါတယ်ဒါကြောင့်အဖွားကလည်းသူ့ရဲ့မြေးမလေးကမျိုးတို့ခမ်းမမှာလှုပ်ရပြီဆိုကပျော်နေခဲ့ပါတယ်ဆိုင်ကိုပြန်ရောက်လာတဲ့အခါမှာတော့ဟာဝန်တို့ရဲ့ဝန်တာကွန်တာအဖွဲ့ဟာကြိုးစောက်နေခဲ့ပါတော့တယ်ဒီနေရာလေးမှာပဲအပိုင်း၃ဟာပြီးဆုံးသွားခဲ့ပါတယ်လွန်ခဲ့တဲ့နှစ်20ကဂျူယန်ဆိုတဲ့ကောင်မလေးကိုဖမောက်ကဟာဝန်တို့ကနာကြကရိယာလေးလက်ဆောင်ပေးခဲ့ပါတယ်။နာမကြားရတဲ့ကလေးမကိုသူစမ်းသပ်ခန်းစီခေါ်လာခဲ့ပြီးတဲ့နောက်တေချာပြုစုဆောင်ရှောက်ရင်တနေ့မှာတော့အွန်ချောင်ကြောင့်မီးတွေလောင်ခဲ့ပါတယ်။ထွက်ပြေးလို့မရတော့တဲ့ဟာဝန်တို့လည်းသူထောင်ကလွှင့်ရင်ဂျူယန်တို့၃ယောက်လုံးကိုလာရှာပေးပါမယ်လို့ကတိပေးရင်အသက်ရှင်အောင်နေရန်ပြောကြားလိုက်ပါတယ်။ဒီလိုနဲ့နှစ်20ကြာတဲ့အခါထောင်ကလွတ်လာခဲ့တဲ့ဟာဝန်တို့ဟာဂျူယန်ကိုတကယ်ပဲပြန်လာရှာခဲ့ပြီးဝန်တာကွန်နာဆိုတဲ့စွမ်းအားရှင်ဖွဲ့ကိုတီထောင်ခဲ့ပါတယ်။အဲ့နောက်ပျက်စီးနေတဲ့သူတို့စမ်းသပ်ခန်းစီပြန်လဲမွမ်းမံလာခဲ့တယ်လို့ဖျားကြောင်းအယောင်ပြပြီးမြောက်စံသက်ချက်တွေနဲ့ထာဝရကလေးငယ်ကိုရှာဖွေနေခဲ့ကြတာပါဒီနေ့မှာတော့ဟာဝန်တို့ကအဖွားတို့စီရောက်လာခဲ့ပြီးသူ့ရဲ့စံသက်ချက်တွေမှာရမုံငွေတွေပါဝင်ပေးခဲ့တဲ့အဖွားကိုထာဝရကလေးငယ်အကြောင်းမင်းနေပါလေတူထောင်မချခင်ကအသက်ရှင်ရေး project ကိုအတူတူလုပ်ခဲ့ကြပြီးတူထောင်ချသွားတဲ့အခါကိုလွတ်ယုံခဲ့တဲ့အဖွားကိုအပြစ်တင်နေပါလေအဖွားကတော့သူပန့်ပိုးပေးခဲ့တဲ့ငွေတွေကစံသက်ချက်တွေအတွက်မဟုတ်ပဲကလေးတွေရဲ့စာဝတ်နေရေးအတွက်ဖြစ်တဲ့အကြောင်းပြန်ချေပပါလေဒါမဲ့ဟာဝန်တို့ကတော့ထိန်းသိမ်းထားတဲ့ကလေးတွေကိုထုတ်ပေးရတဲ့ထာဝရကလေးငယ်ကဘယ်မှာလဲလို့မေးလာပါလေအဖွားကိုဂျူယန်ကစိတ်ညှို့ပြီးအတင်းကျပ်မေးရတဲ့အခါထာဝရကလေးငယ်ဟာတေဆုံးသွားခဲ့ရကြောင်းပြောလာပါတော့တယ်ထာဝရကလေးငယ်ဆိုတာမတေမျိုးနှလုံးသားကိုပိုင်ဆိုင်ခဲ့ပေမဲ့နာကျင်မှုကိုတော့ခံစားခဲ့ရပါတယ်ဒီလိုတေဆုံးခြင်းတွေကိုအချိန်ဖန်များစွာစံတက်နေတဲ့အတွက်အွန်ချောင်ကအချုပ်ခန်းလေးကနေဓားနေပေမဲ့ဟာဝန်တို့ကလက်မလျှော့ပါဘူးခဏခဏတေခိုင်းနေတဲ့အတွက်အတန်ကုန်အော်ဟေးလိုက်တဲ့အခါတခွက်ကန်တစ်ခုလုံးပောက်ကွဲသွားခဲ့ရပြီးမီးတွေလောင်သွားခဲ့ရတာပါတစ်ဖက်ကအွန်ချန်နီကလည်းသူတောက်ရမယ့်ဆေးတွေကိုလွှင့်ပစ်လိုက်ပြီးအော်ရိုရာလင်နန်နဲ့စီသွားခြင်းတဲ့အကြောင်းထောက်အော်နေပါလိအစွမ်းကိုမတုံးတက်သေးတာမို့တလီဘောလုပ်ဖို့လည်းကြိုးစားနေရသေးတာပါတစ်ဖက်ကဆိုကယောင်ဟွန်းကလည်းသူ့အစွမ်းကိုစမ်းတက်နေစဉ်စီဒီဆက်လေးနဲ့သမီးကိုနှုတ်ဆက်လိုက်ပါတယ်စီဒီဆက်ပြက်နေတာမို့သူ့သမီးရဲ့မွေးနေ့မှာအသက်ဝယ်ပေးမယ်လို့ပြောနေတဲ့အဖေကိုအဖေလိုအားကားနဲ့ဆိုရင်သမီးအသက်40မှပဲရလိမ့်မယ်လို့ခြေပါခံလိုက်ရပါတယ်အဲ့တော့စီဒီဈေးတွေကိုယူချိတဲ့အခါတင်းဆက်ကြီးရှိနေတာကြောင့်အသက်40မဟုတ်ပဲအသက်60မှသာဝယ်ပေးနိုင်မှာပဲလို့ရည်ရွယ်လိုက်မိပါတယ်ဒီလိုနဲ့သုံးကောင်သားကလည်းမြူနီဆမ်ပယ်လှုပ်အားပေးအတွက်ရောက်လာကြတော့သူတို့ကိုအစွမ်းသုံးနည်းတင်ပေးရန်နဲ့လှုပ်အားပေးနေရင်လည်းလှုပ်ဝက်တင်ပေးမှလားလို့မေးကြပါတယ်လှုပ်အားကားပါရမှလားဆိုတဲ့ဆိုကယောင်ဟွန်းကိုဘာရီပြောနေရလဲလို့မေးနေရပြီးစီနီယာကတော့ကို
ကိုပိုင်လိုအားပေးဖွဲ့ရသွားတဲ့အွန်ကြောင်ကိုချီကျူးနေပါတယ်ရလာတဲ့၃ယောက်ကလည်းဗလိမ္မာရဲ့အစဲတလိုင်းရဲ့နဲ့ငတုံးတို့၃ကောင်ဖြစ်နေတာမို့ရှောင်ထွက်သွားကြပါတယ်အဲ့နောက်ထာဝရကစ်တင်ချင်းဆိုတဲ့ဖះเจ้าကလူတွေရောက်လာပြီးလမ်းတန်ရှင်ရဲ့ကမ်ပိန်းအတွက်ပြင်ဆင်ကြပါတယ်ဘူးမမှန်တဲ့လူတွေကြောင့်အွန်ကြောင်ကဆွဲခေါ်လာရင်းနဲ့အစွမ်းနေရလာတယ်ဆိုတာကစိတ်ကူးရင်လို့ကောင်းပေမဲ့လည်းလက်တွေ့ဘွားမှာကလက်ရောကြီးထွေနေဖို့ခက်တဲ့အကြောင်းရှင်းပြပါတယ်လူဆိုတာကကိုနဲ့မတူတဲ့လူတွေကိုမုန်းတီးတတ်တာမို့မင်းတို့အပယ်ခံရလိမ့်မယ်လို့ပြောတော့ဒီအချက်ကကိစ္စမရှိပဲအွန်ချန်နေဆိုရင်အမြဲတမ်းအပယ်ခံလို့စိုးကြောင်ဝင်းကထပြောပါတယ်ရန်ဖြစ်နေတဲ့နှစ်ကောင်ကိုအွန်ချောင်ကပဲခွဲလိုက်ရပြီးအခန်းတစ်ခုထဲဝင်ကလေ့ကျင့်ရန်ပြောပါတယ်ဘယ်ချိန်မှစွမ်းနေပေါ်လာလဲသိမယ်ဆိုရင်ထိန်းချုပ်နိုင်သွားပြီမို့မသိမချင်ထွက်မလာရန်ဖိအားပေးခဲ့လိုက်ပါတယ်တစ်ဖက်ကတခွဲခန်းမှာတော့အသက်ရှူတယ်မမှန်တော့တဲ့စံတက်ကောင်ကိုအသုံးမလို့တော့တာမို့လွန့်ပြစ်လိုက်ရန်ပြောနေပါတယ်ဒါကြောင့်အပေါ်ကနှစ်ယောက်ကလည်းငါတို့လည်းတနေ့နေ့တစ်ချိန်ချိန်မှာဒီလိုစွန့်ပစ်ခံရနိုင်ပြီးအဖေကတခုခုကိုဖုံးကွယ်နေရလို့တီတိုပြောဆိုနေကြပါတယ်တစ်ဖက်ကအဖွားစီကိုတော့ CCTV တွေကအပြက်စီခံခဲ့ရပြီးအနောက်ဘက်ကတခုကသာ record ရခဲ့တယ်လို့ရှင်းပြနေပါတယ် record ထဲမှာတော့အွန်ချန်နီကအိုရိုရာလန်ဒန်နေစီသွားမယ်လို့အယူထားနေစဉ်ဖာဟိုကတပ်ဖို့လုံးနေပေမဲ့ချက်ချင်းပျောက်သွားတာကိုမြင်ခဲ့ရပါတယ်တကယ်တော့အွန်ချန်နီဟာအိုရိုရာလန်ဒန်နေစီရောက်သွားတာမဟုတ်ပဲအိုရိုရာ KTBC ကိုရောက်သွားတဲ့အကြောင်းပြောပြနေပါတယ်ဆိုကြောင်ဝင်းကတော့ဒီစမ်းနေတဲ့တာမျက်လက်ပြနိုင်မယ်ဆိုရင်တထေးဖြစ်နိုင်ပြီး CD စက်တွေကိုဝယ်လို့ရတဲ့အကြောင်းရူဘင်ကလည်းသူ့အလေထန်းတုန်းကနိုင်ချင်းခံခဲ့ရတဲ့ကောင်တွေကိုသူ့မှာ super power တွေရနေကြောင်းကြွားခြင်းတဲ့အကြောင်းတွေကိုပြောပြနေကြပါတယ်အဲ့ချိန်အဖွားစီကနေဖုံးဝင်လာပြီးအခုပဲမှလည်းမေးတော့သူလိုအားပေးနေရကြောင်းလိန်လိုက်ရပါတယ်အဖွားရဲ့ရှိကဂျွန်မိုကအဖွားကို CCTV record တွေထုတ်ပြနေပေမဲ့ဖုံးဝင်လာတဲ့သူကလည်းဂျွန်မိုဖြစ်နေပါတယ်ဒါကြောင့်ဂျွန်မိုအယောင်ဆောင်ထားပြီးသူ့ရှေ့ရောက်နေသူဟာဘယ်လိုလဲမေးတော့ဝန်နာကွန်းနာတစ်ကောင်ဖြစ်နေတာပါအမြင်အာရုံနဲ့ရုပ်ပြောင်းညွန့်လွယ်ကြမ်းကျင်သူဖြစ်တာမို့အခုလိုလိန်လိုက်တာဖြစ်ပြီးအွန်ချန်နီရဲ့အကြောင်းတွေကိုစုံစမ်းတာဖြစ်ပါတယ်ဟာဝန်ဒိုကိုအဖေလို့ခေါ်နေတဲ့ကောင်မလေးကိုသူကမိစ္ဆာတစ်ကောင်ဖြစ်ကြောင်းရှင်းပြတော့အဖွားကိုငရဲပို့ပေးမယ်ဆိုကအမြင်တွေကိုပြောင်းပစ်ပါတယ်ငရဲတမျှမြင်နေရတဲ့ပတ်ဝန်းကျင်ကိုအဖွားကမကြောက်တော့ပဲသူငရဲမှနေခဲ့တာကြာပြီလို့ရှင်းပြပေးလိုက်ပါဦးလေတစ်ဖက်ကအွန်ချောင်တို့ကလည်းအမိုက်ကောက်နေစဉ်တစ်ဖက်ကသုံးကောင်ကတော့ဘယ်အချိန်မှအစွမ်းနေပေါ်လဲဆိုတာစဉ်းစားနေပါတယ်ရူဘင်ကသူမျက်ရည်ကျရင်အစွမ်းရတယ်လို့ထပြောတာကြောင့်အွန်ချန်နီကချက်ကိုတက်နေလိုက်ပြီးစိုးကြောင်ဝန်းကပါးကိုရိုက်ပေးလိုက်ပါတယ်မျက်ရည်တွေဝဲလာပေမဲ့အစွမ်းမရသေးတာမို့တသားပြောင်းကိုထိုးခိုင်းနေရပြီးအွန်ချန်နီကတော့သူပြင်းရင်စွမ်းနေရတယ်ထင်ပြီးပတ်ပြေးနေခဲ့ပါဦးလေတစ်ဖက်ကဖာသာကလည်းအွန်ချောင်ကိုစကားပြောနေပြီးသူတို့တန်ရှင်းရေးကိုကူညီပေးမှာမို့ပူပေါင်းလှုပ်ဆောင်ရန်ကမ်းလှမ်းလာပါတယ်သူတို့ရဲ့တင်းအုပ်ဆရာကြီးခင်ဖာဟိုကလည်းမကြခင်ရောက်လာတော့မှမို့ခင်ဖာဟိုကကဘာပြက်ကင်းကိုကြိုမြင်နိုင်တဲ့ဖျားတက်ခင်ရဲ့ကိုယ်စားလှယ်လို့ရှင်းပြနေတာမို့ဘာသာရေးကိုခုလုံးလုပ်ပြီးတော့လူတွေကိုစီယုံထားမှန်းသိလိုက်ရပါတယ်အဲ့ဒီချိန်ကားတွေနဲ့တန်တဲ့ပစ္စည်းတွေဟာလေဘော်ကိုပြန်တက်လာရင်ကျွန်တော်တို့ရဲ့တင်းအုပ်ဆရာကြီးကအမှားစကားပါလိုက်ကြောင်းနဲ့3-9နဲ့ဒီနေ့ကကဘာပြက်တဲ့နေ့ပဲလို့ပြောနေစဉ်အဖိုးကကားကြီးဟာဖာသာရဲ့ခေါင်းပေါ်တက်တဲ့ကိုပြုတ်ကျလာပါတယ်ခင်ဖာဟိုကလည်းရောက်လာခဲ့ပြီးအဖိုးကကားတွေနဲ့တိုက်ခိုက်နေရမို့အွန်ချောင်ကလည်းပြန်လဲခုခံနေခဲ့ရပါတယ်တစ်ဖက်က3ကောင်ကတကောင်အောင်ခေါင်းမိုးမှာတွားကတ်နေတယ်လို့ပါးရီရိုက်ခံထားရတဲ့ရူဘင်ကလည်းหนีရဲနေပါပြီအွန်ချန်နီကတော့ဆရာစီကိုစိတ်ညွှတ်လိုက်တဲ့အခါတကယ်ပဲအွန်ချောင်ထံကိုရောက်လာခဲ့ပါတယ်တေးရှင်ရီတိုက်ပွဲထဲမှာသူပါမနေခုခံနေရတာမို့ပြေးဖို့ပြောနေတော့ကားတစ်စီးကအွန်ချန်နီပေါ်ပြုတ်ကျလာရင်းနဲ့တယ်လီပေါ့ဖြစ်သွားပြန်ပါတယ်သူတို့ရဲ့ဆရာအွန်ချောင်ကအခုအန်ရယ်ရှိနေပြီမို့တွားရောက်ကူညီရန်ရူဘင်ကိုပါခေါ်လာခဲ့လိုက်ပါတယ်မလာပါနဲ့ဆိုကမှနောက်တစ်ယောက်ပါခေါ်လာခဲ့တဲ့အွန်ချန်နီကိုပြန်ခိုင်းနေပေမဲ့တခါတည်းဆရာကိုပါခေါ်သွားမယ်ဆိုကလက်ချင်းချိတ်လိုက်ပါတယ်ဒါပေမဲ့တယ်လီပေါ့မဖြစ်သွားပဲဒီတိုင်းရန်နေတဲ့3ကောင်ကြောင့်နောက်တစ်ချိန်ကားတွေကိုထပ်မလိုက်ပါတယ်အကြောက်လူနေတဲ့ရူဘင်ကိုလည်းငါးနောက်ကိုလိုက်ကပ်မနေပဲအသုံးဝင်မဲ့ဟာကိုနင်းဟာနေလှုပ်ဆိုကအွန်ချန်နီကအော်ဆဲပေးလိုက်ပါတယ်အဲ့နောက်ကားတွေဟာတစီးပြီးတစီးပြုတ်ကျလာရင်းနဲ့အွန်ချန်နီတို့3ယောက်လုံးပေါ်ကိုဘန်ကားတစီးကပြုတ်ကျလာခဲ့ပါတော့တယ်အွန်ချန်နီကတယ်လီပေါ့ဖြစ်ပြီးပျောက်သွားပေမဲ့ရူဘင်ကတော့ပျောက်မသွားပဲကားကြီးကိုမပြီးပြန်ပေါ်လာပါတယ်ကားတွေကြောင့်တပ်ပါသွားတဲ့အွန်ချန်နီဟာအော်ရိုရာလန်ဒန်နစ်စီကိုရောက်လာခဲ့ပေမဲ့အသက်မရှိတော့ပါဘူးတယောက်တည်းကျန်နေခဲ့တဲ့ရူဘင်ကိုလည်းဖာဟိုကအစွမ်းနဲ့ဖိချနေပေမဲ့ရူဘင်ကဘာမှမဖြစ်သွားပဲဘေးကအရာတွေကသာပြပြကုန်ပါတယ်တယောက်တည်းကြံနေခဲ့တဲ့ဆိုကြောင်ဟွန်းထန်ဂျုံမိုကရောက်လာတဲ့အခါကိုမိတ်ဆက်လိုက်တဲ့အတွက်ပြန်ပြုတ်ကျလာခဲ့ပါတယ်ဒါပေမဲ့သူကမျက်လဲလေးချင်းနေတာဘာလို့လင်လိုက်တဲ့အခါမှာတော့ဂျုံမိုနဲ့ပါကတ်သွားပြန်ပါတယ်တစ်ဖက်ကအွန်ချန်နီကလည်းနှလုံးကပြန်လဲခုန်လာခဲ့ပြီးတဲ့နောက်အော်ရိုရာလင်းနှတွေရှိတဲ့နေရာမှာတင်အသက်ပြန်ဝင်လာခဲ့ပါတော့တယ်ဒီနေရာလေးမှာပဲအပိုင်းလေးဟာပြီးဆုံးသွားခဲ့ပါတယ်ဒုံဒုံတန်းတိုက်ပွဲပြီးလဲချနေတဲ့ရူဘင်ကိုအွန်ချန်နီကလာခေါ်သွားခဲ့ပါတယ်တစ်ဖက်ကခင်ဖာဟိုကလည်းလက်တစ်ခုလုံးဒဏ်ရာတွေနဲ့ခဲတောက်သွားသည့်အထိဒဏ်ရာတွေရသွားခဲ့ပါတယ်ဆော့ဟိုရန်ကတော့လွန်ခဲ့တဲ့အနှစ်20ကစမ်းသက်ခန်းတွေကနေကလေးတွေကိုပျော်ရွှင်အောင်အွန်ချောင်ကိုပျော်ရွှင်အောင်ဆိုပြီးငါးတွေနဲ့အမြင်အာရုံလဲစားခဲ့တာတွေကိုပြန်တွေးနေခဲ့ပါတယ်တစ်ဖက်ကအွန်ချောင်ကလည်းဒဏ်ရာတွေရသွားပြီးမို့အွန်ချန်နီတို့ကလာပြုစုကြရင်အိမ်နွမ်းသုံးဆောင်တွေဘာမှမရှိတာမို့ထူးဆန်းနေခဲ့ကြပါတယ်ဂျူမိုကတော့အဖွားခိုင်းထားတဲ့အတိုင်းဝနာကွန်နာတွေစီကိုချီရခံနေပြီးအခင်းဖြစ်တဲ့နေရာကနေ
တင်နေခဲ့ပါပြီ။ဝန်ချောင်ကိုပြုစုပေးနေရင်းနဲ့ထွက်မသွားပါနဲ့အမေလို့ညှဉ်းညူနေတယ်လို့လေပေါ်ပြန်နေတဲ့ပစ္စည်းတွေကြောင့်ဝန်ချန်ဒီကလည်းလန့်လာပါတယ်။အဲ့နောက်သူ့အိတ်ကိုလှမ်းယူလိုက်ရင်ဝက်တစ်ရှူနဲ့ပဲဒဏ်ရာတွေကိုတန့်ရှင်းပေးနေပါတော့တယ်။အိမ်ပြန်လာတဲ့ချန်ဒီကိုဘယ်တွေသွားနေရလဲလို့အဖွားကမေးတော့အော်ရိုရာလင်းနှန်းတွေစီလို့ပြန်ဖြေလိုက်ရင်တခါတေဆုံးသွားခဲ့ရတော့ဘာမှမဖြစ်ခဲ့တယ်လို့လိန်ပြောရင်းနဲ့ပြေးထွက်သွားပြန်ပါတယ်။နောက်တစ်ရက်မှာတော့ခင်ရူဘင်တို့သုံးကောင်စလုံးဟာအွန်ချောင်ကိုစောင့်နေကြပြီးအရေးသွေးပြည့်မိတဲ့ဝန်တာကွန်တာတွေဖြစ်ချင်နေကြပါတယ်။တစ်ချိန်လုံးအွန်ချောင်ကိုစောင့်နေခဲ့ကြသလိုရောက်လာတဲ့အခါမှာတော့မနေ့ကလို့တင် ကြားပေးရန်တောင်းဆိုပါတယ်မနေ့ကတော့တင်မလို့ဖြစ်ခဲ့တာမဟုတ်မလုံးရန်တားနေပေမဲ့စိတ်အားထက်ထက်နေကြတဲ့သုံးကောင်ကြောင့်ပြုံးလိုက်မိပါတယ်ဒီမြင်ကွင်းလေးကိုလည်းစော့ဝရန်ကစောင့်ကြည့်နေခဲ့ပါတော့တယ်အဲ့နောက်အခန်းတစ်ခုသွင်းကိုခေါ်သွားကဝန္နာကွန်နာတွေကိုတွေ့ရင်လုံးဝမတိုက်ခိုက်ရင်တင်ပေးပေမဲ့တိုက်ခိုက်စရာဘာကိစ္စမှလည်းမရှိရန်လာဆိုင်ရင်တော့တွေးတဲ့ကောင်ကိုအကုန်တီးမယ်လို့ပြောကြရင်အချင်းချင်းရန်တွေထဖြစ်ကုန်ပြီမို့တရားလုံးတွေထုတ်ချွေးလိုက်ရပါတယ်အဓိကအချက်ကကိုပဲချိန်မှာစွမ်းနေကြလဲဆိုတာသိအောင်လုပ်ဖို့အတွက်အထက်ထက်တင်ကြားပေးပါတယ်။ဝန်ချန်ဒီကတော့သူလန့်သွားတာအသက်အန္တရာယ်ရှိရနဲ့နှလုံးရမ်းခုန်တာမျိုးဆိုရင်အဲ့ဒီအစွမ်းတွေကိုရပေမဲ့ပြေးရင်တော့နှလုံးကတာမှန်မဲမှုအခက်တွေ့နေတဲ့ကြောင်းပြောလာပါတယ်။ဒါကြောင့်ဝန်ချောင်ကလည်းရုတ်တရက်ထားအုပ်လိုက်တဲ့အခါရူဘင်နဲ့ဆိုကြောင်ဟွန်းကသာလန့်သွားကြပြီးဝန်ချန်ဒီကတော့မလန့်ပါဘူး။ဒီလိုဆိုရင်တော့နှလုံးကုန်မြန်အောင်ဘာလို့ရမလဲစဉ်းစားရန်လုပ်ပေးခဲ့လိုက်ပါတယ်။ရူဘင်ကလည်းသူမနေ့ကပါးတွေရိုက်ခံခဲ့ရပေမဲ့တခါပဲစွန့်ထွက်လာတာမို့သူ့ရဲ့စွမ်းအားဟာရုပ်ပိုင်းဆိုင်ရာနာကျင်မှုနဲ့မဟုတ်ပဲစိတ်ပိုင်းဆိုင်ရာနာကျင်မှုလို့ရှင်းပြပါတယ်။ဒါကြောင့်ဝန်ချောင်ကတော့ရူဘင်ကိုရောဆိုကြောင်ဟွန်းကိုပါလက်ကိုကင်လိုက်ပြီးစိတ်နာအောင်ပြောရန်မြှောက်ပေးလိုက်ပါတယ်။ငါမင်းထက်အသက်ကြီးရဲ့လူတစ်ယောက်အနေနဲ့မင်းကိုဆုံးမခြင်းပြီးစက်သွန်နှွားတဲ့လှုပ်ထက်ဘဝတလက်နေအများကြီးရှိရလို့ပြောလိုက်ပါတယ်။စိတ်တူသွားတဲ့ရူဘင်ကိုလည်းလူကြီးကအမှန်တရားကိုပြောနေတာကိုစိတ်တူရမလားဆိုတာထဆဲရင်းနဲ့ဟဲဆောင်မျိုးရဲ့မျိုးသားပညာရေးစုကိုအစင်းတိနဲ့ရထားခဲ့ရဆိုတဲ့ဆိုကြောင်ဟွန်းကလင်ပြောလိုက်ပါတယ်။အဲ့ချိန်လက်ကဝန်ချောင်ကိုကတ်သွားပြီးမင်းတို့ကပညာရေးကိုအစင်းသက်မှတ်ချက်လို့ထင်နေတာလားလို့အော်ဆဲနေတာမို့ရူဘင်ကလည်းဆန်းတွေရလာကဝန်ချောင်လက်ကိုထားညှက်ပါတယ်။ကိုစီမထိန်ချုံနိုင်ပဲမတရားညှက်နေရင်းနဲ့ရုံရင်းဆန်ခတ်ဖြစ်နေတော့မှပိုးဝါလို့ထားអော်လာတဲ့ဝန်ချန်ဒီကြောင့်ပိုရှုပ်ကုန်ပါတော့တယ်။အဲ့ချိန်ပင်လယ်သတ္တဝါတွေဟာအခန်းထဲကိုဝင်လာပြီးမို့သူတို့တိုက်ခိုက်ခံရပြီဆိုတာဝန်ချောင်ကသိလိုက်ပါတယ်။သူ့ရဲ့အမြင်အာရုံတွေဟာငငယ်ကအချုပ်ခန်းလေးစီကိုပြန်မြင်နေရပါတယ်။တစ်ဖက်ကဝန်ချန်ဒီကလည်းအခန်းထဲကနေပိုးဝါပေါင်းများစွာထွက်လာပြီးမို့ရိုက်ကြနှက်ကြနဲ့လှုပ်ရှုပ်ကုန်ပါတယ်။အဲ့ချိန်စောဝရန်ရောက်လာခဲ့ပြီးဘာလို့ပြန်လာတာလဲနဲ့ထာဝရကလေးငယ်ကိုလာရှာလာလို့မေးပါတယ်။ငငယ်တုန်းကဆိုရင်စောဝရန်ကိုအခင်ဆုံးဖြစ်ပြီးသူတို့ကိုတုံးချခဲ့တဲ့ဟာဝန်တို့ရဲ့လက်ပါစီဖြစ်နေတာကိုလည်းတဘောမကျပါဘူး။ဒီလိုအခြေတင်နဲ့ပဲတယောက်ကိုတယောက်ပိုးဝါလို့မြင်နေကြတဲ့နှစ်ကောင်ကြားကိုဝင်ရိုက်ခံရင်းနဲ့စောဝရန်ကိုလည်းပဲညှစ်ပေးလိုက်ပါတယ်။ဒီတော့မှပုံမှန်တိုင်းပြန်ဖြစ်သွားပါတော့တယ်။ဒဏ်ရာတွေနဲ့အွန်ချောင်ကိုဆေးထည့်ပေးနေရင်တူတီကိုရောက်လာတာကထာဝရကလေးငယ်ကိုလာရှာတာဖြစ်ပြီးဟာဝန်တို့အဖွဲ့ကလည်းထိုကလေးငယ်ကိုလာရှာနေတဲ့အကြောင်းရှင်းပြပါတယ်။ထိုကလေးငယ်မှာဘယ်တော့မှမသိမဲ့နှလုံးသားရှိရကြောင်းဒီအချက်ကသုံးဝင်ပြီးငါတို့လိုဝါနာကွန်နာတွေအတွက်ဆေးပေါ်နိုင်ပြီးတော့ငါတို့ခင်မင်မှုကြောင့်လာလို့ရှင်းပြလိုက်ပါတယ်။ဒါပေမဲ့ထိုကလေးကတေဆုံးနေခဲ့တဲ့ဆိုတဲ့သတင်းကိုကြားခဲ့ရပြီးမင်းကိုတန်တရားဝင်တယ်လို့ပြောနေတဲ့အွန်ချောင်ကိုကျမကသူ့ရဲ့နှလုံးသားကိုသိတော်မသိတဲ့အကြောင်းညင်းနေပါတယ်။လွန်ခဲ့တဲ့အနှစ်20ကအဖွားခင်ဘိုကျွန်းဟာငါတို့ကိုထောက်ပံ့ပေးခဲ့ပြီးပောက်ကွဲမှုဖြစ်တဲ့အခါမှာတော့ကလေးတွေကိုကယ်တင်ခဲ့ရလို့ရှင်းပြလိုက်ပါတယ်။မင်းကသူ့ရဲ့မြေအရင်မှုနှလုံးစားထိုးခဲ့ရလဲဖြစ်နိုင်ကြောင်းပြောတော့အွန်ချန်ဒီလည်းအိမ်ကိုပြေးပါတော့တယ်။ကျန်ခဲ့တဲ့နှစ်ကောင်ကလည်းခေါက်သွဲစားကြမယ်လို့အော်ရထွက်လာတော့အပြင်ကနှစ်ယောက်ကမရှိတော့ပါဘူး။ဒါကြောင့်နှစ်ယောက်တည်းစားဖို့လုပ်နေတော့ရင်နွေးပဲထည့်ထားပြီးခေါက်ဆွဲမထည့်ရသေးတဲ့ရူဘင်ကိုထဆေးရပါတော့တယ်။ငငယ်ကပုံတွေကိုရက်ကြည့်နေတဲ့အွန်ချန်ဒီထံအဖွားကရောက်လာခဲ့ပြီးဘာတွေဖြစ်နေရလဲလို့မေးပါတယ်။သူခဏခဏတေနေပေမဲ့ပြန်ရှင်လာခဲ့ပြီးဒါကတမီကိုနှစ်တုန်းကခွဲစိတ်မှုနဲ့ဆိုင်လာလို့အမှန်တိုင်းပြောရန်မေးလိုက်ပါတယ်။ဒါကြောင့်အဖွားကလည်းပောက်ကွဲမှုဖြစ်သွားတဲ့အခါကလေးတယောက်ရဲ့ဦးခေါင်းက၄ပုံ၃ပုံပျက်စီးသွားပေမဲ့နှလုံးသားကတော့အကောင်းတိုင်းရှိနေခဲ့တယ်လို့အသက်ရှင်ခဲ့ပေမဲ့အုံနောက်ပျက်စီးသွားတဲ့ကလေးတယောက်ရှိခဲ့ကြောင်းရှင်းပြပါတယ်။မွေးရပါနှလုံးရောဂါရှိတဲ့မြေးမလေးကိုထိုကလေးရဲ့နှလုံးနဲ့စားထိုးပေးပြီးကမှထိုကလေးကထာဝရကလေးငယ်ဆိုတာသိခဲ့ရကြောင်းရှင်းပြပေးလိုက်ပါတော့တယ်။အဖြစ်ရှိစိတ်တွေနဲ့အွန်ချန်ဒီကလည်းလမ်းပေါ်မှာတယောက်တည်းထွက်လာခဲ့ပြီးမိုးရီးတွေကြားမှာထိုင်နေတာမို့အွန်ချောင်ကပဲထိလာမှုပေးသွားပါတယ်။အဖွားနဲ့ဂျွန်မိုတို့ကတော့ထာဝရကယ်တင်ခြင်းဖရားเจ้าနဲ့မြို့ထဲမှာလူတွေပျောက်ဆုံးနေမှုတွေအသက်ခံရမှုတွေကိုစုံစမ်းရန်ပြင်ဆင်နေပါပြီ။နောက်တစ်နေ့မှာတော့လောအားပေးမလာတဲ့အွန်ချန်ဒီကိုအွန်ချောင်ကစိတ်ပူနေပြီးလှုပ်တွေလုံးနေပေမဲ့လည်းစိတ်ကတော့အွန်ချန်ဒီစီရောက်နေခဲ့ပါတယ်။ချန်ဒီကလည်းရူဘင်ရဲ့အိမ်မှာတနေကုန်အိတ်နေခဲ့ပြီးတော့ညရောက်တဲ့အခါမှာအွန်ချောင်ထံရောက်လာခဲ့ပါတယ်။အိမ်မှာညစာကျွေးဖို့ဘာမှမရှိတဲ့အတွက်နှစ်ယောက်သားကအပြင်ကိုထွက်ဝယ်ကြရင်းနဲ့ဆရာရဲ့တင်ငယ်ချင်းဟာတကယ်သိဆုံးသွားခဲ့တယ်လို့တက်ခဲ့တဲ့သူဟာကျမရဲ့ဖွားပါလို့ဝန်ခံလာပါတယ်။ဒီကိစ္စတွေကိုကျမမသိဘူးဆိုပေမဲ့တက်ရှင်နေတဲ့လူတစ်ယောက်စီကနေနှလုံးကိုခိုးယူခဲ့တယ်လို့ဖြစ်သွားတဲ့အတွက်တောင်းပန်တဲ့အကြောင်းပြောနေစဉ်ရူဘင်ကထမင်းတို့တွေနဲ့ရောက်လာခဲ့ပါတယ်။ဟင်းပေါင်းများစွာထမင်းတွေနဲ့မုတ်တွေကိုအဖွားကပေးခဲ့တာမို့အဖွားကိုစိတ်ကောက်မနေပဲစားဖို့ပြောနေစဉ်အွန်ချန်ဒီကငိုချလိုက်ပါတယ်။တစ်ဖက်ကအဖွားကလည်းသူမြေလေးကျမ်းမာဖို့အတွက်ကိုမဝင်နေတဲ့ကလေးကိုတက်ခဲ့တယ်လို့ဖြစ်သွားတာကြောင့်နောင်တတွေနဲ့ငိုပြီးပြန်သွားပါတော့တယ်။အဲ့နောက်အွန်ချန်ဒီဟာအိမ်ကိုပြန်လာခဲ့တယ်လို့အဖွားကိုအရင်တောင်းပန်ပါတယ်။သူ့ကြောင့်အပြစ်ရှိတယ်လို့ခံ
ခံစားနေရတာကိုအားနာတာမို့လူပီပီတတ်တနေပါမယ်လို့ဂရိပေးလိုက်ပြီးအဖွားကိုလည်းပြောအောင်ထားပါမယ်ဆိုကပြေးထွက်သွားပြန်ပါရီပြေးထွက်လာတဲ့အွန်ချန်နီဟာဆရာရဲ့အိမ်မှာလာအိတ်တာဖြစ်ပြီးရူဘင်းကိုပါခေါ်လာခဲ့ပါရီသုံးကောင်သားကလည်းဘာမှမသိပဲအတူတူအိတ်နေကြရင်းနဲ့အတူတူနေရင်ဘေးရန်တွေခင်းလိုက်မယ်လို့ရည်ရွယ်နေကြပါရီနောက်နေ့မနက်မှာတော့ဆိုကယောင်ဝန်းကိုပါလှမ်းခေါ်လိုက်ရင်ထမင်းကျော်စားနေတဲ့သုံးကောင်စီကိုနေကင်းတနာရီမှာလေ့ကျင့်ခန်းစီလာရန်အွန်ချောင်ကလှမ်းပြောလိုက်ပါရီအဲ့နောက်တော့၄ယောက်သားဆုံကြရင်ရူဘင်းရဲ့အစွမ်းတွေဟာအစဲခံရတဲ့ချိန်စိတ်မကောင်းဝင်နေတဲ့ချိန်မှာထွက်လာတာလို့သိသွားကြပါရီဆိုကယောင်ဝန်းကတော့လိန်ပြောလိုက်ရင်အရာဝတ္ထုတွေနဲ့ကတ်သွားနိုင်တာကိုသိပေမဲ့အွန်ချန်နီကတော့ဘလို့ချိန်မှာဆွဲရမှန်းမသိကြပါဘူးဒါကြောင့်တခုခုကိုလေ့ကျင့်ရန်စဉ်းစားရန်ဖိအားပေးနေတော့ရူဘင်ရဲ့ကော်ဖီခွက်ကိုယူတောက်လိုက်မိပါရီအွန်ချန်နီဟာကဖင်းတဲ့နဲ့လုံးဝဓာတ်မတည့်တာမို့နှလုံးခုန်တန်တွေမြန်လာခဲ့ပြီးတယ်လီပို့တွေဟာရန်ဒမ်တွေဖြစ်ကုန်ပါတော့တယ်ကဘာတော်ဝမ်းလျှောက်သွားရင်လက်ဆောင်တွေမလာလိုက်စားစရာတွေတဲလာလိုက်တဲ့အွန်ချန်နီကိုနောက်တစ်ဆင့်ထပ်ပြီးလေ့ကျင့်ရန်တင်းဖိအားပေးနေတဲ့အွန်ချောင်ကိုပါတလီပေါ့တွေဆွဲခေါ်သွားပါရီအဲ့နောက်အဆိုပါနေရာမှာထားခဲ့လိုက်တဲ့အခါသူ့ကိုပြန်လာခေါ်ရန်အွန်ချောင်ကဖုန်းဆက်လာပါရီသူသွားပြန်ခေါ်ပေမဲ့ကဖင်းတက်မလုံလောက်တာနှလုံးခုန်တုံးကပြန်ဆင်ပြေသွားတာတွေကြောင့်နှစ်ယောက်သားကလက်ချင်းမထိခင်ပြန်ပြောက်သွားပြန်ပါရီဒီလိုနဲ့အိမ်ကိုယထာစီးပြီးပြန်လာတဲ့အွန်ချောင်ကိုအွန်ချန်နီတို့ကစောင့်နေပြီးမွေးနေ့ပွဲလုပ်ပေးမယ်လို့ပြောလာပါရီဒီနေ့ကသူ့ရဲ့မွေးနေ့မဟုတ်ကြောင်ညင်းနေပေမဲ့အစမ်းမွေးနေ့ပွဲဆိုကအတင်းလုပ်ပေးပါရီမုတ်ထွေစားကြတွေနဲ့သူ့ကိုချောနေကြတဲ့၃ယောက်ဟာတသက်လုံးဆရာကိုပြောအောင်ထားပေးမယ်ဆိုတာမို့စိတ်မကောင်းဖြစ်ရပါသေးတယ်ကိမုတ်သွားဝယ်တဲ့အွန်ချန်နီနောက်ကိုအွန်ချောင်ကလိုက်လာခဲ့ပြီးမင်းငါ့ကိုဘလောက်ယုံလဲလို့မေးလိုက်ပါရီကျမဘွားရဲ့10ပုံတပုံစာလောက်ကိုဆရာကိုပေးရမယ်ဆိုရင်တော့ယုံပါတယ်ဆိုတဲ့အွန်ချန်နီကိုလက်ဘင်းကနေဆေးထိုးပေးလိုက်ပါရီလောကမှာလူတိုင်းကိုမယုံရဘူးလို့တီတိုပြောဆိုလိုက်ရင်ထာဝရကေတင်ချင်းဖះเจ้าကလူတွေစီကိုထည့်ပေးလိုက်ပါဦးဒီနေရာလေးမှာပဲအပိုင်း9ဟာပြီးဆုံးသွားခဲ့ပါတယ်အစားတောက်တွေပြင်ဆင်နေကြတဲ့ချိန်ဆိုကယောင်ဝင်းကထာဝရအသင်းတော်ရဲ့ရန်ပုံငွေအကြောင်းတွေကိုတွက်ကြည့်နေပါရီဘာသာရေးကိုခုတုံးလို့လူတွေကိုဖျားယောင်းထားတဲ့အဖွဲ့လို့ဆဲဆိုနေတော့မှမိမစီကဖုံးဝင်လာတာမို့အပြင်ကိုထွက်လာခဲ့လိုက်ပါရီသူပြင်ထွက်လာတဲ့အချိန်အွန်ချန်နီကိုလူတွေဆွဲခေါ်နေကြတဲ့အပြင်ဒီမိမကနှလုံးခုန်မမြန်ဘူးဆိုရင်ဘာမှလုပ်လို့မရကြောင်းမှသတင်းပေးနေတဲ့အွန်ချောင်ကိုမြင်လိုက်ရပါတော့တယ်တစ်ဖက်ကဖះเจ้าမှာတော့အောက်ပိုင်းသိနေတဲ့လူကိုဖာဝိုရဲ့ဆွမ်းနဲ့လမ်းပြန်ရှောင်းနိုင်အောင်ကူညီပေးနေတယ်လို့ဂျွန်မိုကလည်းစောင့်ကြည့်နေပါရီရုပ်တိမရှိတဲ့ကိစ္စတွေမှာလူတွေကအလှငွေတွေများစွာထည့်ရင်းနဲ့ယုံကြည်နေတာကိုကဲခတ်နေရင်အပေါ်မှာလဲဂျူယန်ကိုမြင်လိုက်ရပါတယ်အဲ့နောက်တော့ဂျူယန်တို့၃ယောက်စလုံးကိုအပြင်ထွက်ခွင့်ပိတ်လိုက်ပြီးစက်လက်ခံတစ်ခုလုံးကိုလည်းလုံခြုံရေးတွေချထားလိုက်ပါတယ်အွန်ချန်နီကိုစမ်းတက်တော့မှာမို့လုံခြုံရေးတွေများစွာချထားသလိုစက်တက်မဲ့ချိန်မှာအွန်ချန်နီကနိုးလာခဲ့ပါတယ်နိုးထလာတာနဲ့သူ့ကိုဘာလို့ဖမ်းတာလဲဆိုတာပြဿနာရှာနေပြီးဟာဝန်တို့ကတော့ပြန်ယူစရာရှိကြောင်းရှင်းပြပါတယ်ကော်ဖီတောင်းနေပေမဲ့ဘယ်သူမှမပေးတာမို့သူ့အိတ်ကိုနှိုက်ကြည့်လိုက်တော့ကော်ဖီချယ်လီတွေထွက်လာတာနဲ့ပဲဟိုဒီတယ်လီဖုန်းလုပ်ပြီးပြေးပါတော့တယ်တစ်ဖက်ကအွန်ချောင်ကလည်းအစွမ်းနေရလာခဲ့ပေမဲ့ဘေးထွက်ဆိုးကျိုးတွေအနေနဲ့ခန္ဓာကိုယ်စိတ်ပိုင်းတွေကပျက်စီးတဲ့ယောဂနဲ့ရင်ဆိုင်နေရပါတယ်ဒါကိုပြန်လဲကုသခြင်းထာဝရကလေးငယ်ကိုရှာခဲ့ရန်ဟာဝန်တို့ကခိုင်းတာမို့မိသားစုရှိသေးရဲ့ဆိုတဲ့စကားတစ်ခွန်းနဲ့တင်အွန်ချန်နီကိုဖမ်းပေးလိုက်တာပါသူ့အမေရဲ့ဓာတ်ပုံလေးကိုကြည့်နေတော့အွန်ချန်နီကရောက်လာခဲ့ပြီးသူ့ကိုဘာလို့ဒီလိုလုပ်တာလဲမေးပါရီသူတို့ပေါ်ကောင်းပေးခဲ့တာတွေကအခုလိုလုပ်ဖို့လားမေးရင်းနဲ့ကော်ဖီဂျယ်လီတွေကိုရောဘာလို့ထည့်ပေးရလဲလို့မေးလိုက်ပါရီနှလုံးခုန်တုံပြန်ဆင်ပြေသွားရင်သူကတခွဲခန်းထဲကိုပြန်ရောက်တော့မှကြောင့်ကူညီပေးပါလို့တောင်းဆိုနေပေမဲ့အွန်ချန်ကဒီတိုင်းသာထိုင်နေခဲ့ပါတော့တယ်ဒီလိုနဲ့အွန်ချန်နီလည်းစိတ်လျှော့လိုက်ပြီးတခွဲခန်းမှာဖမ်းခံလိုက်ပါရီသူ့ရဲ့နှလုံးကနေဆေးပေါ်ဆက်နိုင်မယ်ဆိုရင်လူပေါင်းများစွာအတွက်ဖိုးတက်နေလို့ဟာဝန်တို့ကပြောနေပြီးမင်းတို့လူအတွက်ကငါဖန်တီးထားတဲ့နှလုံးနဲ့လုံးဝမတက်တဲ့ကြောင်ပြောသွားခဲ့ပါရီတစ်ဖက်ကဆိုကယောင်ဟွန်းကလည်းအိမ်ကိုပြန်လာခဲ့ပြီးငါတို့အန်ဒီရဲ့ရှိနေပြီမို့ဒီမျိုးကနေထွက်ပြေးရမယ်လို့ပြောပါရီဘလို့အန်ဒီရဲ့လည်းမေးတော့သူကစူပါပါဝါတွေနဲ့အရန်စွမ်းအားကြီးရဲ့လူမို့လူတို့တွေလိုက်ဖမ်းနေကြအောင်စကားတွေချက်ကပြောနေတဲ့ဆိုကယောင်ဟွန်းကိုမိမရောသမီးရောပါမယုံပါဘူးသူပြောတာကိုတစ်ခါလောက်ယုံပေးဖို့ပြောနေပေမဲ့လည်းအမြဲတမ်းလိန်ပြောနေရကြောင်းသမီးဖြစ်သူကထွက်သွားခဲ့ပါရီမိမကလည်းဒီလိုပောက်ကရတွေဆက်ပြောနေမယ်ဆိုရင်ငါတို့ကွာရှင်းကြမလားလို့ပါမင်းနေပြီမို့တိုင်ပတ်ပါတော့အွန်ချန်နီကိုလည်းဂျူယန်ကစိတ်ညှို့ထားလိုက်ပြီးအဖွားရဲ့အပြစ်တွေအတွက်ပေးဆက်တာငါတို့အသက်ရှင်ဖို့အတွက်စတေးရလို့တွေးလိုက်ရန်ပြန်လည်မခုခံရန်အဝေးကနေထိန်ချုပ်နေခဲ့ပါပြီမနေ့ရောက်တဲ့ခါမှာတော့အဖွားကအချားနာပြင်ဆင်လာပြီးအွန်ချန်နီတို့ထမင်းချိုင်ပြင်ပေးထားတာမို့စိတ်ကောက်မနေတော့ပဲအင်ကိုပြန်လာရန်ရူဘင်ကိုမှားနေပါလိညသူ့အိမ်မှာမအိတ်တဲ့အွန်ချန်နီကိုဆရာအိမ်မှာတွားအိတ်တယ်လို့ထင်နေတဲ့ရူဘင်ကလည်းကြေးထွက်လာစဉ်ဆိုကယောင်ဝန်းကပိတ်ရက်နေခဲ့ပါလိအဖွားကတော့ဟာဝန်တို့ကိုထောင်ကလွတ်ပေးခဲ့တဲ့ဥက္ကဋ္ဌနတ်စွန်းကီဆိုတဲ့အဖိုးကြီးစီကိုလာခဲ့ပေမဲ့အဖိုးကြီးကထွက်မတွေ့ပါဘူးတစ်ဖက်ကဆိုကယောင်ဝန်းကလည်းအွန်ချန်နီရဲ့ထမင်းတွေကိုယူစားရင်းနဲ့လင်းညာကိစ္စတွေကိုပြောပြနေပေမဲ့ရူဘင်ကမယုံပါဘူးသူသာလိန်ပြောနေမယ်ဆိုရင်ပစ္စည်းတွေကကတ်နေမှာမို့သူမလိန်ချောင်းတက်သိပြရင်းနဲ့ဆရာအွန်ချောင်ကထာဝရကေတင်ချင်းအဖွဲ့တွေကလို့ရှင်းပြလိုက်ပါ၏ဒါကြောင့်တွားခဲ့မယ်ဆိုတဲ့ရူဘင်ကိုလည်းမင်းတို့စောက်ဘောကစွမ်းအားရှင်တွေကိုဘာလို့နိုင်မှာမို့လို့လဲအနားမရောက်ခင်တတိမိတ်သွားမဲ့ကောင်တို့ထဆဲတဲ့အခါရူဘင်ကလည်းစိတ်တွေတိုးသွားပြီးဆိုကယောင်ဝင်းရဲ့လက်ကိုလိန်ချိုးလိုက်ပါ၏သူကညံတုံးနဲ့အသုံးမဝင်ဘူးဆိုပေမဲ့အွန်ချန်
နီကသူ့ပေါ်ကောင်းပေးခဲ့တဲ့ပထမဆုံးတငယ်ချင်းလို့ရှင်းပြလိုက်ပါတယ်သူအထက်ထန်ကျောင်းသားဘဝမှာကာယလေးချင်းကနေမလုံးနိုင်တော့တာမို့အတန်းပေါ်တွေရဲ့မုန်းတွေကိုခံခဲ့ရပါတယ်ထမင်းစားရင်လည်းအမြဲနိုင်ချင်းခံရပြီးအွန်ချန်နီကကက်တင်ခဲ့ရလို့ရှင်းပြပါတယ်ချန်နီကမျိုးမျက်နှာဖုံးမို့ဘယ်သူမှမထည့်ရဲပဲအဲ့ရွယ်ခါနဲ့အခုထိသူ့ရဲ့တူတော်တငယ်ချင်းမို့သူသွားခဲ့မယ်လို့ပြောလာပါတယ်ဒီတော့ပုံမြင်ရှေကြီးကိုငါလက်ကိုလှုပ်ပြီးမှပြောပါလားဆိုကဆိုကြဝန်းကလည်းထဆဲရပါတော့တယ်ရူဘင်ကတော့အွန်ချောင်ထန်ရောက်လာခဲ့ပြီးအွန်ချန်နီဘက်မှာလဲလို့မေးကတကားကိုတွန်းလိုက်ပါတယ်သူရန်အားတွေကောင်းနေရမို့သူ့ရဲ့တငယ်ချင်းဘက်မှာလဲပြောရန်လေဘင်းကလည်းဆွဲပြီးမေးတော့အွန်ချောင်ကလည်းသူ့ရဲ့ဆွဲနေနဲ့ပြန်ခုခံနေရပါတယ်ဘာလို့လှုပ်ခဲ့ရလဲလို့တဖွားဖွားမေးနေတဲ့ရူဘင်ကိုသူ့အဆွဲနဲ့ထိန်းထားရပြီးတလန်းချင်းတိုးလာနေတော့မှဆိုကြဝန်းကဖုံးဆက်လာပါတယ်ဒီကိစ္စကိုအဖွားကိုပြောလိုက်ပြီးမို့မသေးခင်ပြန်လာလို့ပြောနေစဉ်အွန်ချောင်ထံမှာလည်းအဖွားစီကနေဖုံးဝင်လာပါတယ်သူ့စီကိုခဏလာဖို့ပြောနေတဲ့အဖွားကြောင့်ရူဘင်ကိုဘေးကိုပြစ်သွင်းလိုက်ရင်လည်းအဖွားစီကိုထွက်လာခဲ့လိုက်ပါတော့တယ်အွန်ချန်နီကခန်းလေးစီကိုဝင်ကြည့်ရင်အသက်ရှင်ဖို့အသက်ရှူဖို့ကိုတော့အားဆိုင်နေရတဲ့ကလေးကိုပုံနေတဲ့နှလုံးသားတစ်ခုကိုလှူဒန်းပေးခဲ့တာဖြစ်တဲ့အကြောင်းအဖွားကရှင်းပြပါတယ်ငါတို့ရဲ့အွန်ချန်နီဘယ်မှာရှိလဲပြောရင်ရပြီဖြစ်ပြီးကဲတင်တော့ငါတို့လုံးမှာမို့ဒီတစ်ခုတော့ကူညီပေးရန်တောင်းဆိုပါတယ်အဖွားကဘလောက်ပဲတောင်းဆိုသူမသိချောင်ငင်းရင်နဲ့အွန်ချောင်ကလည်းပြန်ထွက်လာခဲ့လိုက်ပါတယ်အပြင်မှာစောင့်နေတဲ့ရူဘင်လည်းအွန်ချောင်ကိုတွေ့ရနဲ့ပြေးလိုက်သွားရင်အွန်ချန်နီကိုကဲရအောင်လို့တင်းလိုက်ပြောပါတယ်ဆက်ပြေးရှောင်ပြေးနေမှလားတဲဘောကြောင်တဲ့ကောင်ဆိုကဆိုကြဝန်းကဝင်ဆဲနေရင်နဲ့ရူဘင်နောက်မှာပြေးပုံနေပါတယ်သူ့ရဲ့လုံရက်တွေကမှားသွားပြီဆိုတာသိသွားတဲ့အွန်ချောင်ကလည်းထပ်ပြီးမရက်ဆက်တော့ပဲအဖွားစီကိုဖုံးဆက်ကလူရင်ကအများကြီးရှာထားရန်ပြောလိုက်ပါတော့တယ်အဲ့နောက်ရုံးစီကိုပြန်လာရင်စီနီယာကိုကူညီတောင်းကဖះเจ้าရဲ့မြေပုံကိုတောင်းပါတယ်စီနီယာကလည်းအထက်လူကြီးကိုဝင်လုံးရင်းနဲ့လိုချင်တဲ့အချက်လက်တွေကိုရှာခဲ့ပြီးတဲ့နောက်အွန်ချောင်တို့၃ယောက်ကိုပေးလိုက်ပါတော့တယ်မြေပုံတွေကြည့်နေတဲ့အွန်ချောင်နဲ့ရူဘင်ကိုငါတို့ဝင်မခဲ့ပဲရဲကိုတိုင်ရအောင်ဆိုကဆိုကြဝန်းကဝင်ပြောပါတယ်ရဲကိုတိုင်လိုက်ရင်တော့မှနှုတ်ပိတ်တက်တဲ့လူတွေမို့ရဲတွေကဝင်ခဲ့မှာမဟုတ်ကြောင်းရှင်းပြတော့ရဲတွေတောင်ဝင်မခဲ့တာငါတို့ကဘာလို့ခဲ့ရမှာလဲလို့ထဆဲပြန်ပါတယ်ရူဘင်ကတော့အွန်ချန်နီကကျွန်တော်ရဲ့တငယ်ချင်းတို့ထအော်တဲ့ခါမင်းသာဝါတန်ကွန်နာရီနဲ့ချမယ်ဆိုရင်မင်းကကလေးလိုဖြစ်နေပြီးအသုံးဝင်လာလဲဘာမှမရှိတာမို့အသေးစိတ်ကတ်ထားရန်ဆဲဆိုနေစဉ်လက်ကနေဆွဲပြီးကင်ပေါက်ခံလိုက်ရတာကြောင့်အွန်ချောင်ကပဲပြန်ကယ်ပေးလိုက်ရပါတယ်ဒီတော့မှပဲမင်းလုံနိုင်တာလဲရှိတာပဲလို့စကားကိုရှော့ချပြီးတဲ့နောက်သူပါဝင်ခဲ့မယ်ဆိုတာသုံးကောင်သားကလိုအပ်တာတွေယူကြပါတော့တယ်ဆိုရောင်ဝင်းနဲ့ရူဘင်ဟာကြောင်ကြောင်ကြကြလက်နက်တွေနဲ့ထွက်လာခဲ့ကြပြီးဖះเจ้าစီကိုဥတီလာခဲ့လိုက်ပါတယ်ဟာဝန်တို့ကလည်းအွန်ချန်နီရဲ့သွေးရည်ကြီးကိုယူရင်းနဲ့ကျွတ်တကောင်ကိုထိုးပေးလိုက်တဲ့အခါမတိဘဲအသက်ပြန်ရှင်တာကိုမြင်လိုက်ရပါတယ်တစ်ဖက်ကဂျူယန်ဖာဝန်နဲ့ဟိုရန်တို့ဟာထာဝရကလေးငယ်ကိုဖမ်းဆီးမိခဲ့ပေမဲ့သူတို့ကိုအတိမပေးတဲ့အပြင်မှာမထွက်နိုင်အောင်ပိတ်ထားတဲ့ဟာဝန်တို့ကိုတန်တရားဝင်လာကြပါတယ်သူတို့မှလည်းဘေးထွက်ဆိုးချိုးတွေရှိနေပြီးအဲ့ဒါကိုကူတာဖို့ဆိုရင်ထာဝရကလေးငယ်ရဲ့သွေးရည်ကြီးကိုလိုအပ်ကြောင်ပြောနေစဉ်ဟာဝန်တို့ကထွက်လာခဲ့ပါတယ်ဒါကြောင့်ထာဝရကလေးငယ်ကိုဖမ်းဆီးမိတာကိုဘာလို့ဖုံးခွေထားရလဲဆိုတာပြောပြဖို့အတွက်ဂျူယန်ကပဲစိတ်ညှို့လိုက်ပါတယ်သူတီထွန်ထားခဲ့လို့ဒီလိုပါဝါတွေရနေတဲ့ကလေးကသူ့ကိုပြန်ပြီးမသုံးရန်ဟာဝန်တို့ကစုံအောက်လိုက်ပြီးနေရငါချစ်ဆုံးကလေးမို့ယုံကြည်မှုဆိုတာအသက်ထက်ပိုပြီးတန်ဖိုးရှိတဲ့အကြောင်းပြောသွားခဲ့ပါတယ်ဖះเจ้าရဲ့ရှေ့မှာတော့အဖွားရဲ့လူတွေဟာစုဝေဆန္ဒပြနေကြပြီးမိသားစုတွေကိုပြန်ပေးရန်တောင်းဆိုနေပါတယ်ဂျုံမိုကတော့အွန်ချောင်တို့၃ယောက်ကိုလှုပ်အပေါက်စီကိုခေါ်သွားရင်သူလည်းစမ်းသပ်ခန်းစီရောက်ခဲ့တဲ့ကလေးဖြစ်ကြောင်းမိလောင်သွားခဲ့လို့သူအစမ်းသပ်မခံရပဲလွတ်လာခဲ့တဲ့အကြောင်းတွေကိုရှင်းပြနေပါတယ်ဒီလိုနဲ့၃ကောင်သားကလည်းအခန်းထဲကိုဝင်ကြရင်နဲ့အထဲကအဆောင်တွေကိုတယောက်ချင်းစီဖျောက်ကြပါတယ်ဆိုကြအောင်ဟင်းကဆွတ်တင်ရူဘင်ကဖြတ်ထိုးရင်းနဲ့ဖြည့်ရှင်းချပြီးတဲ့နောက်အွန်ချောင်သွားမဲ့လမ်းကိုတားလိုက်ပြီးဒီဘက်မှာတကားရှိရဲ့အကြောင်းဆိုကြအောင်ဟင်းကဖွင့်လိုက်ပါတယ်ဖွင့်လိုက်ကမှပဲအဆောင်တွေနေတဲ့အခန်းဖြစ်နေပြီးစောက်ကြိုတွေနဲကုန်ပါတော့တယ်တစ်ဖက်ကအွန်ချန်နီကိုတော့ဥက္ကဋ္ဌနန်ဆွမ်းကယူနဲ့နှလုံးစားထိုးဖို့ပြင်ဆင်နေရကြောင်းငါရဲ့နှလုံးကလူအများကြီးအတွက်သုံးဝင်တာမလားလို့ပြန်မေးပါတယ်ငါရဲ့ရည်ရွယ်ချက်ကဥက္ကဋ္ဌကြီးပြန်လဲနူးပြိုလာအောင်အသက်ရှင်လာအောင်လုပ်ပေးရမှာမို့ဒီတိုင်းတေလိုက်ရန်ဟာဝန်တို့ကပြောသွားပါတယ်ဒါကြောင့်အွန်ချန်နီကလည်းငါတေလို့မရပဲအဖွားအတွက်ဆရာအွန်ချောင်အတွက်သက်ရှင်ရမှာလို့ရည်ရွယ်နေစဉ်မိတ်ဆွေပေးလိုက်ပြီးဖြစ်ပါတယ်အဲ့ဒီချိန်ခွဲစိတ်တန်တုံပစ္စည်းတွေဟာလေပေါ်မြောက်တင်လာခဲ့ပြီးဆရာဝန်တွေကိုပြန်ချိန်ထားပြီးတဲ့နောက်အွန်ချန်နီကိုကယ်လိုက်ပါတယ်ဥက္ကဋ္ဌကြီးနဲ့ဆရာဝန်တွေကလည်းလွတ်ရကိုပြင်းနေတော့မှအဆောင်တွေကတနက်တိန်နဲ့ဝင်ပစ်တာမို့အွန်ချောင်ကတားပြီးနေရပါတယ်၃ယောက်သားကလည်းခုနီးကိုဟန်နဲ့ခုခံကြရင်အဆောင်တွေကိုဖြည့်ရှင်းရပါတော့တယ်အွန်ချန်နီကိုဆွဲခေါ်သွားတဲ့လူတွေကိုအွန်ချောင်ကတားလိုက်ရပြီးသူ့ကိုဘာလို့လာခဲ့ရလဲဆိုတဲ့အွန်ချန်နီကိုလည်းအဖွားရဲ့မျက်နှာရူဘင်တို့ရဲ့မျက်နှာတွေဟာမင်းကိုလိုအပ်နေပြီးဒါကမိသားစုပဲလို့ရှင်းပြပါတယ်ငါ့ကိုညှိုးထားရင်လည်းခံရမှာမို့တောင်းပန်ပါတယ်ဆိုတာနမ်းပေးလိုက်ပါတယ်နှလုံးကိုမြန်သွားတဲ့အွန်ချန်နီကိုလည်းနေရာကနေအမြန်ပြေးရန်ပြောလိုက်ပြီးတဲ့နောက်တိုက်ပွဲတွေကိုပြန်ဝင်လာခဲ့ပါတယ်ဖာဟိုနဲ့ဟိုရန်ကလည်းရောက်လာခဲ့ပြီးပစ္စည်းတွေလေပေါ်ကိုမြှောက်နေရကြောင်းကြောက်ရင်သူ့ကိုများများဆဲရန်ရူဘင်ကတောင်းဆိုလိုက်ပါတယ်ဒါကြောင့်ဆိုကြအောင်ဝင်းကလည်းအသက်ကုန်ဆဲနေခဲ့ပါတယ်အဲ့နောက်အွန်ချန်နီကလည်းပြင်ဆင်ပြီးတဲ့နောက်တိုက်ပွဲစီကိုပြန်ထွက်လာခဲ့ပါတော့တယ်ဒီနေရာလေးမှာပဲအပိုင်း6ဟာပြီးဆုံးသွားခဲ့ပါပြီ
အဖွားကတော့ရဲစခန်းစီရောက်လာခဲ့ပြီးပြန်မေးဆွဲဖမ်းဆီးမှုနဲ့တိုင်ကြားနေပေမဲ့ထာဝရအသင်းတော်ဟာအဲ့လိုအလုပ်မျိုးကိုလုံးဝမဟုတ်တဲ့အကြောင်းရဲကခြေပနေပါတယ်တစ်ဖက်မှာတော့ဝန်ချောင်တို့၃ယောက်နဲ့ဝန်နာကွန်နာတွေတွေ့နေကြပြီးတိုက်ပွဲစတင်လာခဲ့ပါတယ်တိုက်ပွဲစတာနဲ့စိုးဟွန်ရန်ကဝန်ချောင်ကိုစိတ်ညှို့လိုက်ပြီးအမြင်အာရုံထဲမှာလည်းသူငငယ်ကသူ့ကိုသူပြန်မြင်လာခဲ့ပါတယ်ခေဘာဟိုကလည်းသူ့ရဲ့အစွမ်းနေနဲ့ဖိတက်ဖို့လုပ်နေတဲ့အချိန်ရူဘင်ကဝန်ခံလိုက်ရင်လည်းမလို့ရန်တားပါတယ်ဘယ်နှခေါက်ပဲလို့လက်ဝန်ခံနေတဲ့ရူဘင်ကိုစောက်ခွက်တွေဖျက်ထိုးပေးလိုက်ပြီးငါးလမ်းမှာလာမရှုပ်ရန်ဆဲဆိုလိုက်ပါတယ်ရူဘင်ကလည်းဒူးထောက်ကျသွားပြီးမို့ဖိတက်ဖို့လုပ်တဲ့အခါအားကောင်းနေတဲ့ရူဘင်ဟာလက်ကိုလိန်ချိုးပေးလိုက်ပါတယ်အဲ့ဒီစွမ်းတွေကိုတုံးမယ်ဆိုရင်လူတွေတေမှာမို့မတုံးရန်တောင်းပန်လိုက်ပြီးတဲ့နောက်ရက်ခွက်ကိုဖျက်ထိုးလိုက်ပါတော့တယ်ဥက္ကဋ္ဌနန်ဆွမ်းကျူကလည်းခွဲစိတ်မှုမအောင်မြင်ခဲ့တာမို့ဟာဝန်တို့ကိုဆဲနေပါတယ်အွန်ချန်နီကိုပြန်ဖမ်းဖို့နဲ့သူအသက်ရှင်ရေးခွဲစိတ်မှုကိုမအောင်မြင်ရင်ချက်ချင်းပြစ်တက်လိုက်ရန်အဆောင်တွေကိုပါမိန့်ပေးနေခဲ့ပါတယ်တစ်ဖက်ကဝန်ချောင်ကလည်းအတိတ်ကသူ့ကိုသူပြန်မြင်နေရသလိုသူအော်ဟစ်တောင်းချမ်းခဲ့တဲ့အတွက်စံတက်ခံတစ်ခုလုံးမီးလောင်ခဲ့တာတွေကိုမြင်နေပါတယ်အဲ့ချိန်စောဝူရန်ကရောက်လာခဲ့ပြီးငါတို့ရဲ့မိဘရင်းတွေကတော့ငါတို့ကိုပြစ်ပယ်ခဲ့တဲ့အတွက်စံတက်ခန်းစီကိုရောက်လာခဲ့ပြီးမို့ငါတို့ကိုစွမ်းအားတွေပေးပျော်အောင်ထားတဲ့ဟာဝန်တို့ကကျေးဇူးရှင်လို့ပြောလာပါတယ်ပြီးတော့နင်းကြောင်တာမဟုတ်ရင်အညာကလည်းပောက်ကွဲမှာမဟုတ်သလိုထာဝရကလင်းငယ်ကလည်းတေမှာမဟုတ်ကြောင်ပြောတော့ဝန်ချောင်ကလည်းတော်လိုက်ရန်ထအော်ပါတယ်သူအော်လိုက်တဲ့အဖက်ဟာအပြင်ထိပြင်းထန်လာခဲ့ပြီးလေဝေလိုပစ္စည်းတွေဝဲပြင်းလာသလိုလေတိုက်နှုံတွေကလည်းပြင်းထန်လာတာမို့ဆိုကယောင်ဝန်းနဲ့ရူဘင်ကလည်းလွန်းထွက်သွားပါတယ်ဆိုကယောင်ဝန်းကလိန်ပြောပြီးသူ့ကိုသူကတ်ထားတဲ့အချိန်ရူဘင်ကလက်ကိုဆွဲထားရပါတယ်အရင်နဲ့အကြောင်းဆိုရင်တလီပေါခုန်ကူးလာတဲ့အွန်ချန်နီကလည်းလေထဲမှာလွတ်နေပြီမို့ရူဘင်ကဆွဲထားရပြီးလေတိုက်နှုံကိုခုခံနေရပါတယ်မလို့မရှက်ရမ်းနေတဲ့အွန်ချောင်ထံအွန်ချန်နီနဲ့ရူဘင်ကအနီးကပ်တိုးရင်းနဲ့ပကုံးကိုပို့လိုက်တဲ့ခါမှာပဲစိတ်ညှို့ထားတာတွေကပျောက်ကုန်ပါတယ်သူကလူသက်သမားမဟုတ်တဲ့ကြောင့်ငိုယိုတောင်းပန်နေတဲ့အွန်ချောင်ကိုလည်းအွန်ချန်နီကဖတ်ထားရင်းနဲ့အားပေးနေခဲ့ရပါတယ်အားတွေကုန်သွားတဲ့အွန်ချောင်ကလည်းသူ့ကိုထားခဲ့ပြီးထွက်သွားဖို့ပြောတော့အွန်ချန်နီကပါးတွေလှည့်ရိုက်ပြီးအသီးသေးကတ်ထားရန်ဆဲပါတယ်ရူဘင်နဲ့ဆိုကယောင်ကိုဂုံဖို့ခိုင်းတော့လေနှစ်ကောင်လုံးကအားမရှိတော့ကြောင်ပြောတာမို့တလီပေါနဲ့ပဲပြေးရန်ဆုံးဖြတ်လိုက်ပါတယ်ဆိုကောင်ကလိန်ပြောလိုက်တဲ့အတွက်ခြေထောက်ကကတ်နေပြီးတလီပေါတွေကိုပါမသွားပဲသုံးကောင်သားကလည်းဖျားเจ้าရဲ့တနေရာမှာပြန်ပေါ်လာကြပါတယ်တစ်ဖက်ကဆိုကယောင်ဟွန်းကတော့သူကလာကယ်ပေးရတော့သူ့ကိုထားခဲ့ပြီးပြေးရပါမလားဆိုကဆဲဆိုတောင်းချမ်းနေတော့မှခင်ဖာဟိုကနိုးလာခဲ့ပါတယ်ဒီလိုသာကတ်နေမယ်ဆိုရင်သူတည်သွားနိုင်တာကြောင့်ငါမှအွန်ချောင်ကိုဂုံပိုးနိုင်တဲ့အားတွေရှိတဲ့အကြောင်းအမှန်တမ်းပြောလိုက်ကမှကတ်နေတဲ့ဟာတွေကကွာကုန်ပါတယ်တစ်ဖက်ကအွန်ချန်နီကလည်းဒီအကြောင်းတွေကိုအဖွားကိုမပြောရရူဘင်ကိုပိတ်နေပေမဲ့သူတို့တော်မှအဖွားရဲ့အစီအစဉ်နဲ့ဒီကိုရောက်လာတာလို့ပြန်ရှင်းပြလိုက်ပါတယ်အဲ့နောက်အွန်ချန်နီကလည်းဆိုကယောင်ဝန်းကိုပြန်ရှာဖို့ရာတလီပေါ်ရပြန်ပါတယ်ဒီတစ်ခါရောက်သွားတဲ့နေရာကသူ့ရဲ့သွေးရည်ကြီးတွေကိုဥက္ကဋ္ဌကြီးထံထိုးပေးတော့မဲ့နေရာစီကိုရောက်သွားတာပါဒီသွေးရည်ကြီးတွေကိုသာထိုးလိုက်မယ်ဆိုရင်ဆဲတစ်တွေဖြစ်သွားမှာဆိုတဲ့ဟာဝန်တို့ကိုသူသာတစ်ခုခုဖြစ်ရင်တပ်ပြစ်မယ်လို့ကြုံသွားလိုက်ပါတယ်အဲ့နောက်သွေးရည်ကြီးကိုထိုးထည့်လိုက်တဲ့အခါခဏအတွင်းမှာနှလုံးခုန်လုံးတွေမြန်လာခဲ့ပြီးပြန်လည်နှုတ်ပြိုလာခဲ့ပါတယ်ဒီတိုင်းဆိုရင်တော့သူတို့အောင်မြင်ပြီဖြစ်ပြီးသွေးရည်ကြီးနဲ့တော့အခုလိုစွမ်းနေရင်နှလုံးသားကိုရရင်တော့မတည်နိုင်တော့ကြောင်ပြောနေစင်ပါပဲရုတ်တရက်နှလုံးခုန်မြန်လာခဲ့ပြီးသပင်းတွေကျွတ်ကြကုန်ပါတယ်ခဏအတွင်းမှာပဲမူလရှင်းရင်းဆွဲအသက်ထက်ပိုကြီးလာခဲ့တယ်လို့အယိုးချောက်တတာဖြစ်ခဲ့ရပြီးတေဆုံးသွားခဲ့ပါတယ်ဟာဝန်တို့ကိုပြစ်တော့မဲ့အဆောင်တွေကိုလည်းဂျူယန်ကစိတ်ညှို့လိုက်ပြီးတားထားလိုက်ပါတယ်ဒီအဖြစ်အပျက်တွေကိုကြည့်နေတဲ့အွန်ချန်နီကိုလည်းအားလုံးကရိပ်မိသွားပြီးမို့ပြေးဖို့ပြင်နေစဉ်ဖာအိုကလေးဘော်ကိုဆွဲမြောက်လိုက်ပါတယ်တပ်ဖို့လုံးနေတော့မှတလီပေါနိုင်သွားခဲ့ပါတယ်ဖာအိုရဲ့စွမ်းနေကိုသာဆက်သုံးနေမယ်ဆိုရင်ဘဲထွက်ဆိုးချိုးအနေနဲ့အကျော်တွေတေးတာအဆိုင်ခဲတွေလိုခဲသွားနိုင်တဲ့အကြောင်းဟာဝန်တို့ကိုရှင်းပြနေပေမဲ့လူဆိုတာတိုက်ခိုက်မလားတေဆုံးမလားဆိုတာပဲရှိရမို့ကိုဘာသာရွေးချယ်ရန်ပြောလိုက်ပါတယ်ဒါကြောင့်ဖာအိုကလည်းသူ့ကိုအဖေရှင်းမှာမကာကွယ်ရန်ဂျူယန်ကိုပြောလိုက်ပြီးအကယ်၍နှလုံးထိပ်ပါခဲသွားရင်နင်းတေသွားနိုင်တဲ့အကြောင်းဂျူယန်ကရှင်းပြနေပါတယ်စိတ်ညှို့ပြီးပါပြောတော့မဲ့ဂျူယန်ကိုငါတို့စီမှာကရိယာတစ်ခုရှိပြီးအဲ့ဒါကိုလည်းအဖေကတီထွင်ပေးခဲ့ရလို့ထုတ်ပြပါတယ်မင်းကလူတိုင်းရဲ့စိတ်ထဲကိုဝင်နိုင်ပြီးလိုစလိုထိန်းချုပ်နိုင်တာမို့ငါတို့အားလုံးကနင်းရဲ့ရန်ကိုကာကွယ်ရလို့ရှင်းပြနေပေမဲ့လေးယောက်ကြားကယုံကြည်မှုတွေဟာပျက်စီးကုန်ပါပြီအွန်ချန်နီထက်မှန်တလီပိုးခဲ့တဲ့နေရာကဖျားဝှက်ပြည့်တဲ့အရှိတက်တဲ့ဖြစ်နေတာမို့လူတွေကလည်းအံ့ဩကုန်ပါတယ်ချန်နီကတော့ဒါကဘာမှမထူးဆန်းနေရမို့ကိုယ့်လုပ်ကိုလုပ်ရန်ပြောပြီးထွက်ဖို့လုပ်နေပေမဲ့ဒီလိုတူညီဝတ်စုံတွေဝတ်နေတိုင်းပတ်စံတွေလှူနေရတာကအုံတော့မရှိဘူးလားလို့ပြောလိုက်ပါတယ်ဘာသာရေးဆိုတာနှလုံးသားထဲမှာရှိနေရင်ကိုယ်တိုင်ပြုပြင်နေထိုင်နေရင်အဆင်ပြေပြီမို့ဒီကလူလိမ်တွေကိုပတ်စံမပေးရန်ပြောနေစဉ်ဖျားเจ้าတစ်ခုလုံးမှာရှိတဲ့လူတွေအားလုံးကိုဂျူယန်ကစိတ်ညှို့ကအပြင်ကလူတိုင်းကိုတိုက်ခိုက်ရန်မိန့်ပေးလိုက်ပါပြီအသေးစိတ်မဲကုန်တဲ့လူတွေကလည်းအွန်ချန်နီကိုဝိုင်းဖမ်းနေကြပြီမို့လွတ်အောင်ပြေးနေစဉ်တတိယလာတဲ့အွန်ချောင်ကပဲကဲပေးလိုက်ပါပြီဒီလူတွေကိုတိုက်ခိုက်ရအောင်မှမို့ပြန်ဖို့ပြောနေပေမဲ့အွန်ချန်နီကတော့မပြန်ပဲတူတူတိုက်မယ်ဆိုတာဖတ်ထားလိုက်ပါပြီတစ်ဖက်ကအဖွားကလည်းရဲကိုဘလို့တန်ချက်ဖွင့်ဖွင့်အစင်မပြေတော့တာမို့ပလန်ဘီကိုစတင်ရန်ဂျွမိုကိုပြောလိုက်ပါပြီဟိုပုံးဒီပုံးနဲ့ပြေးလွှားနေရင်နဲ့သူကညံကောင်းပါတယ်ရုပ်ချောပါတယ်ပတ်စံရှိပါတယ်စသဖြင့်တခုချင်းလိန်ပြောနေရင်ခေါင်းမိုးပေါ်ကိုကပ်ပြီးတက်သွားပါပြီအရေးအကြောင်းဆိုရင်မိမစီကဖုံးဝင်လာခဲ့ပြီးသူရောက်နေတဲ့နေရာကလည်းလူတွေကိုတကြိုးတဲ့အက်ဆစ်ကန်ပေါ်မှာမို့တိုင်ပတ်နေပါပြီ
အဲ့ချိန်ဓာတုဆေးရွက်တွေကိုပြင်ဆင်နေတဲ့လူတွေနဲ့အတူဂျူယန်တို့ကိုမြင်လိုက်ရပါတယ်အဖေကိုမြုံနှောတဲ့ဟိုရန်ကဒီကနေထွက်ပြေးဖို့ခေါ်နေပေမဲ့ဘေးထက်ဆိုးချိုးတွေကိုကုသဖို့ဆိုရင်အဖေကိုယုံကြည်ရန်ဂျူယန်ကဖြောင်းပြပါတယ်ဒီည12နာရီကျော်ရင်2000ပြည့်နှစ်ကိုရောက်ပြီမို့ကဘာပြတ်ကင်းရအတွက်ကဘာပြတ်ပေးလိုက်ရန်ဟိုရန်ကဆေးလွတ်လိုက်ပါတယ်ဒီတိုင်းဆိုရင်ဓာတုဆေးရွက်တွေကိုမျိုးနဲ့ပတ်ဖြန်းတော့မှကြောင့်အင်ကိုပြန်ရန်ဆိုရောင်ဝန်းကလည်းစူးစမ်းနေရပါတယ်တစ်ဖက်ကဝန်ချောင်တို့ကလည်းဖះเจ้าကလူတွေလက်ကနေထွက်ပြေးနေတော့ရူဘင်ကလက်ကျသွားပြီးမို့အစွမ်းနဲ့ကယ်ပေးလိုက်ရပါတယ်ဝန်ချန်တွေကတော့ဒီကောင်เจ้าမှာ7မိနစ်ပြေးပြီးတော့တလက်လောက်ဆေးရုံတက်ရတဲ့ကောင်တို့ငယ်ကျိုးငယ်နာတွေကိုဖုံးနေတယ်ဖာဝိုကရောက်လာခဲ့ပါတယ်ဒါကြောင့်ဝန်ချောင်ကလည်းရူဘင်ကိုအပြင်ကိုခေါ်ထုတ်ပြီးသူ့ကိုလာကယ်ရန်ဖြောင်းပြကဒီကနေပြေးခိုင်းလိုက်ပါတယ်ဖာဝိုကတော့အဲကောင်မကပြက်နေတဲ့မီလုံးတွေလိုနေရမမှန်တာမို့မင်းကိုလာကယ်မှာမဟုတ်ကြောင်ပြောတော့သူမရောက်ခင်ဆုံးသက်ရန်တိုက်ပွဲကိုစတင်လိုက်ပါတယ်ပုံစံတူတဲ့အစွမ်းနေနဲ့မို့ဘေးထွက်ဆိုးကျိုးတွေကိုလည်းခန်းစားရင်တယောက်ကိုတယောက်မှညာတမ်းပြင်းကြပါတော့တယ်ဖာဟိုကလည်းအဲ့ကလေးမလေးကိုသာထားခဲ့မယ်ဆိုရင်မင်းလည်းတေမှာမဟုတ်တော့တလို့ငါတို့ရှင်တောင်အဖေကဆေးဖို့ပေးမှလို့ပြောပါလိလူတယောက်တေမှာပဲအသက်ရှင်ရတာမျိုးဟာရှက်စရာကောင်းကြောင်ခြေပလိုက်ရင်နဲ့ဟာဝန်တို့ကလည်းငါတို့ကိုကယ်မှာမဟုတ်ကြောင်ရှင်းပြပါလိဒါဆိုရင်ဘာလို့ဝန်ချန်ဒီကိုပေးခဲ့ရလဲမေးတော့အဲ့တုန်းကအသေးသေးလွတ်နေခဲ့ပြီးသူ့ရဲ့မိသားစုသူ့ရဲ့တငယ်ချင်းတွေကိုမေးနေခဲ့ရလို့ရှင်းပြပြီးတဲ့နောက်တစ်ချိန်တိုက်ပွဲကိုစတင်လိုက်ပါလိတစ်ဖက်ကဆိုကြောင်ဟွန်းကလည်းသူထွက်ပေါက်ကိုပြေးနေတော့အသေးသေးလွတ်နေတဲ့လူတွေရောက်လာကြတာမို့သူကဇွန်မီလိုဟန်ဆောင်နေလိုက်ပါလိဒါမဲ့ခဏတွင်ပေါ်သွားပြီးခွေးပြေးဝက်ပြင်းနဲ့ပုံနေတော့လေများပြားလာတဲ့လူဝင်အားကြောင့်မိသွားပြန်ပါလိအဲ့ဒီချိန်လွှားစက်နဲ့အတူဝန်ချန်တွေကရောက်လာခဲ့ပြီးဆိုကြောင်ဟွန်းကိုဝင်ခဲ့ပါလိနှကောင်သားပြေးကြလွှားကြနဲ့ဝန်ချောင်ကိုရှာပေမဲ့သွေးကွက်သေးတာမြင်လိုက်ရပါလိဒါကြောင့်လိုက်ရှာမယ်ဆိုတဲ့ဝန်ချန်တွေကိုအသက်ရှင်တော့မှအိမ်ကိုပြန်ရနဲ့အဖွားကိုဘေးလွတ်ရောက်ကိုပို့ပေးရန်ဆိုကြောင်ဟွန်းကပြောလိုက်ပါလိခဏနေရင်ကဘာပြက်ကင်းကိုအကောင့်ထဲဖော်တော့မဲ့လူတွေကြောင့်ငါတို့တစ်မျိုးလုံးပျက်စီးနိုင်ပြီးဓာတုဆေးရည်တွေကိုလည်းယူသွားကြပြီလို့ရှင်းပြလာပါလိမယုံနဲ့ဝန်ချန်တွေကလည်းလက်ကိုကန်ကြည့်လိုက်တဲ့အခါကပ်မနေတော့တာမို့တကယ်ဆိုတာကိုသိလိုက်ရပါလိတစ်ဖက်ကခင်ဖာဟိုကတော့ဝန်ချောင်နဲ့တိုက်ခတ်ရင်အသက်ပါသွားခဲ့ရပြီမို့ဂျူရန်ရဲ့အမုန်းတွေဟာကြီးထွားလာနေပါပြီဝန်ချောင်ကလည်းဘေးထွက်ဆိုးကျိုးတွေကိုခန်းစားရင်းနဲ့နေရာကနေရှောင်နိုင်အောင်စူးစမ်းနေရပါတော့တယ်ဒီနေရာလေးမှာပဲအပိုင်းခွန်ဟာပြီးဆုံးသွားပါလိစက်သိမ်းပိုင်းကိုဆက်လက်ဆောင်မျှော်ပေးပါကဘာပြက်ကင်းကိုသာကြိုးသိခဲ့ရင်ငါးရဲ့မျက်လုံးတွေကိုပေါင်ခံထားပါတယ်ဆိုတဲ့ဆိုကြောင်ဟွင်းကိုဘာလို့ငိုနေရလဲလို့ပြန်မေးနေရပါတယ်အဲ့ချိန်ဝိုင်းလာတဲ့လူတွေကိုလည်းဝန်ချန်ဒီကလွှားဆက်နဲ့ရွေးနေပေမဲ့လွှားဆက်ပါပြတ်သွားပြီးမို့တိုင်ပတ်နေပြီးသူကတဘွားလုံးစူးစမ်းနေထိုင်ခဲ့ပေမဲ့လည်းငပေါ်လုံးတွေကိုလုံးမိရကနေတေးရတော့မယ်ဆိုကဆိုကြောင်ဟွင်းကအော်ငိုပြန်ပါတယ်ဝန်ချန်ဒီကလည်းသူ့မှာကော်ဖီဂျယ်လီရှိကြောင်ပြောနေပေမဲ့အာယုံမရပဲညှိုးစာဖွဲ့ငိုကြွေးနေတဲ့လူကိုဂုတ်ကနေဆွဲရင်းနဲ့တလီပေါ့ပေးလိုက်ရပါတယ်အဲ့တော့ဝန်ချန်ဒီကပြန်ရောက်လာပြီးလွှားဆက်နဲ့လိုက်ဖြေးနေပေမဲ့အားလုံးဝိုင်းဖမ်းလိုက်တဲ့အချိန်အဖွားဦးဆောင်လာတဲ့ဂျူမိုတို့ဖွဲ့ဟာလက်နက်တွေနဲ့ဝင်ရောက်တိုက်ခိုက်လာကြပါသည်အဖွားကလည်းအော်လန်ကိုအားကုန်အော်လိုက်ပြီးသူ့ရဲ့မြေးလေးကိုလွှတ်ရန်ပြောတော့လူတွေရဲ့တီးစိတ်တွေပြန်ဝင်လာခဲ့ပါသည်တစ်ဖက်မှာတော့သူတို့ဘာလို့ဖမ်းဆီးစမ်းသပ်ခဲ့ရလဲဆိုတာကိုဟာဝန်တို့ကိုမေးမြန်းနေပါသည်ဘာလို့ဆိုတဲ့အကြောင်းပြချက်မရှိပဲလူသားမျိုးနွယ်တို့အသက်ရှင်အောင်တီထွေမှုတစ်ခုဖြစ်ခဲ့ပြီးကလေး82ယောက်မှာမင်းပါဝင်90ရာခိုင်နှုန်းသက်ရှင်ခဲ့တယ်လို့အဲ့ထဲမှာထာဝရကလေးငယ်ကိုပါဖန်တီးနိုင်ခဲ့တဲ့အကြောင်းရှင်းပြပါသည်ဒါဆိုရင်တည်သွားတဲ့ကလေးရဲ့အတွက်ရောမေးတော့အရင်မရှိရဲ့အမျက်မရှိရဲ့အကြောင်းလူသက်တွေကိုစီးပွားရေးဆန်ဆန်တွက်ပြနေပါသည်အခုလေဓာတုဆေးရွက်တွေကိုပတ်ဖြတ်တော့မှာမို့ဒီမျိုးတွေကတဝက်ကအသက်ရှင်နိုင်ပြီးစူပါပါဝါတွေရနိုင်ကြောင်းစံတက်တော့မယ်ဆိုတဲ့ပါမောက်ကဟာဝန်တို့ကိုလေဘင်းကိုညှက်ဖို့ပြင်လိုက်ပါ၏အဆောင်တွေအားလုံးဟာအွန်ချောင်းကိုဝိုင်းချိန်ထားတာဖြစ်ပြီးဒလဇက်ပြစ်ခတ်တဲ့အခါသူ့သွန်တွေနဲ့တံပြန်ကားလိုက်ပါ၏ဒါကြောင့်ကြီးတွေဟာစန့်ကျင်ဘက်ရက်တွေစီဝဲပြန်ကုန်ရင်းနဲ့အဆောင်တွေနဲ့အတူပါမောက်ကဟာဝန်တို့ကိုပါကြီးထိမှန်သွားခဲ့ပါ၏ကြီးတွေကြောင့်ပောက်ကွဲမှုကြီးသားကိုလည်းခံလိုက်ရပါတော့တယ်တစ်ဖက်ကအွန်ချန်တွေကလည်းသူ့ကိုနန်းငယ်တုန်းကအကြောင်းတွေကိုပြန်တွေးနေရင်နှလုံးခုန်မြောင်အောင်လှုပ်ခါအွန်ချောင်းကိုရှာပါ၏အွန်ချောင်းကိုရှာနေပေမဲ့မတည်သေးတဲ့အဆောင်တွေကိုသာတွေးခဲ့ရပြီးထက်ခါတလီပေါ့ရင်းနဲ့ကဲပေးနေရပါ၏အသက်မရှူတော့တဲ့ဟာဝန်တို့ကိုသွေးရည်ကြီးထိုးပေးဖို့ရာဂျူယန်ကပြင်ဆင်နေပြီးတဲ့နောက်ဘာကိစ္စပဲဖြစ်လာအစီအစဉ်တိုင်းလုပ်ရန်ဟိုရန်စီကိုဖုံးဆက်လိုက်ပါ၏တစ်ဖက်ကဦးလေးကြီးကလည်းသူ့လက်ကအကောင်တွေကအချင်းတကားတွေကိုဖျက်ဆီးပေးရင်ဖွင့်လာတဲ့အခါလဲကျနေတဲ့အွန်ချောင်းကိုကဲပေးလိုက်ပါ၏အဖွားကလည်းဖះเจ้าကလူတွေကိုစစ်မေးနေပေမဲ့တေချာတဲ့အဖြေကိုမရခင်ဂျူယန်ကရောက်လာခဲ့ပါ၏သူလည်းဘေးထွက်ဆိုးချိုးတွေကိုခံစားနေရပြီးသပင်းတွေပါဖြူနေတဲ့အတွက်ဘာဖြစ်ခဲ့ရလဲမေးတဲ့အခါသူ့ကိုနဲ့သူ့ဖေနှစ်ယောက်စလုံးသုံးရှုံခဲ့ရပြီးမို့တထက်တဲ့ခံစားကြည့်ရန်ဂျူမိုကိုထိန်းချုပ်လိုက်ရင်တနက်နဲ့ပြစ်ခိုင်းပါ၏အွန်ချန်နီကပဲအဖွားကိုတလီပို့ရင်ကဲလိုက်ခါနောက်တစ်ချိန်မှာတော့ကားပေါ်ကနေပြန်ပေါ်လာပါသည်သူ့ကိုခန်းနဲ့ဝိုင်းပြစ်နေတဲ့ကောင်တွေကိုကားနဲ့လိုက်တိုက်နေရင်ဝန်ချန်ဒီကွာလို့အော်ဟစ်နေပါသည်တစ်ဖက်မှာတော့ဒီည2000ပြည့်နှစ်ကိုနှစ်သက်ကူတော့မဲ့အတွက်မျိုးတော်ခမ်းမကစီစဉ်တဲ့ပွဲမှာဆိုကြောင်ဝင်းရဲ့သမီးလေးကပါနေပါသည်ချောင်းလေးကတော့သူ့ဖေပမာလေးမေးနေတော့ဒီပွဲကိုရပ်ဖို့နဲ့ချက်ချင်းရှောင်ကြရန်အလော်တကြီးအော်ဟစ်လာတဲ့ဆိုကြောင်ဝင်းကရောက်လာခဲ့ပါသည်ထာဝရအသင်းတော်ဟာဓာတုဆေးရည်တွေနဲ့ပတ်ဖြန့်ဖို့လုပ်နေတဲ့အကြောင်းရှင်းပြနေပေမဲ့ဘသူကမှမယုံတဲ့ပြင်မိမနဲ့သမီးကပါလက်လျှူရှုသွားတာမို့လမ်းဘေးမှာသွားထိုင်နေပါသည်အဲ
အဲ့ချိန်ရူဘင်ကအွန်ချန်နီပါရောက်လာရင်းနဲ့အွန်ချန်နီရဲ့အခန်းလေးစီကိုတွားနေကြပါတယ်အွန်ချန်ကိုလည်းရှာမရကဘာပြက်ဘေးကလည်းမကြခင်လာတော့မှမို့ဘလို့လို့ရမလဲတိုင်ပင်ကြရင်နောက်ဆုံးမှာတော့ဓာတုစရည်တွေရှိနိုင်မဲ့ထရက်ကားတွေကိုရှာဖွေရန်ထွက်လာခဲ့လိုက်ကြပါတယ်သုံးကောင်သားကလည်းထရက်ကားတွေပေါ်ကိုတက်လိုက်သူများကားတွေကိုဝင်မှွေလိုက်နဲ့အစဲခံနေရပြီးအဆင်ပြေသလိုရှာဖွေနေကြပါတယ်ဒီကတစ်မျိုးလုံးကသူတို့ရဲ့အသည့်တွေမိတ်ဆွေတွေပဲမို့ရအောင်ကေတင်ဖို့ပြောနေကြတဲ့အချိန်ချောင်းလေးရဲ့ဗရင်ခရာအဖွဲ့ဟာမြို့ထဲမှာလှည့်လည်နေပါပြီတစ်ဖက်ကနှစ်ကောင်ကလည်းဟိုဒီတီပြေးနေတော့မှအွန်ချောင်းကိုမြင်လိုက်တာမို့နှုတ်ဆက်ဖို့ပြေးလာစဉ်ရူဘင်ကိုလေထဲလွန့်ပစ်လိုက်ပါတယ်ထူဆန်းနေတဲ့အွန်ချောင်းကမလုံးမရှက်ရက်နေပြီးအွန်ချန်နီကိုပါကားနဲ့ပြစ်ပေါက်တာမို့ရူဘင်ကကာလိုက်ရပါတယ်တကယ်တော့အွန်ချောင်းကိုဂျူယန်ကထိန်းချုပ်နေတာဖြစ်ပြီးလိုတလိုကျိုးဆွဲနေခဲ့တာပါဆိုကယောင်ဝန်းကလည်းသူ့ရဲ့သမီးလေးကိုကြည့်ရင်နဲ့ချီနူးနေတဲ့အချိန်ဒီကနေရှောင်းဖို့မိမကိုပြောနေရပါတယ်ကဘာပြက်ဘေးကနီးလာနေပြီမို့သမီးကိုခေါ်ပြီးတော့ပြေးဖို့ပြောနေပေမဲ့မီရှူမီမန်းတွေကိုကြည့်မယ်ဆိုတဲ့မိမကထွက်သွားပြီးမို့လိုက်ခေါ်နေတော့မှကားတွေကလေပေါ်ကနေပြုတ်ကျလာပါတယ်ဒါကြောင့်မိမနဲ့သမီးကိုဆွဲရင်ဘေးလွတ်ရာကိုရှောင်ပြေးနေရတယ်လို့တစီပြီးတစီပြုတ်ကျလာတဲ့ကားတွေကိုလည်းရှောင်နေရပါတယ်ဖက်မှာတော့အွန်ချောင်းကကားတွေဆိုင်ကယ်တွေနဲ့ပြစ်တာကိုရူဘင်ကကာပေးနေရပါတယ်အွန်ချန်နီကလည်းအဖွားလို့တလို့အော်လန်နဲ့အော်ရင်အဆင်ပြေနိုင်တာကြောင့်အော်လန်ကိုတွားယူနေတော့မှဆွဲယူလက်ပင်ညှစ်လိုက်ပြီးရူဘင်ကိုလည်းတံပြားနဲ့ပြစ်သွင်းလိုက်ပါတယ်ဂျူယန်ကအွန်ချန်နီကိုတေးသက်ချင်နေရကြောင်းမလွတ်တမ်းလက်ပင်ကိုညှစ်ထားတာမို့နှလုံးကုန်ချက်သွားတဲ့အချိန်မှာပဲနှစ်ယောက်သားကလည်းတလီပေါ့ဖြစ်သွားပါတယ်လက်လွတ်လိုက်တဲ့အခါအွန်ချောင်းကိုလက်ထဲကအော်လန်နဲ့ဖျက်ရရင်အသေးစိတ်ကတ်ထားရင်ဆဲဆိုပေးလိုက်ပါတယ်အသေးစိတ်ဝင်လာတဲ့အွန်ချောင်းကလည်းအွန်ချန်နီကိုဆွဲဖက်ထားရင်လည်းတိတ်ပေးနေရပါတော့တယ်ဂျူယန်ကလည်းဖះเจ้าကလူအားလုံးကိုထပ်မံထိန်းချုပ်ကစူးစီးလိုက်ပြီးတဲ့နောက်ရင်ဆိုင်ဖို့ပြင်နေတဲ့ရူဘင်ထံအွန်ချန်နီတို့ရောက်လာခဲ့ပါတယ်ဆိုင်ထဲကဆိုကြောင်ဟွန်းကလည်းတီသုံးကောင်ကိုမြင်လိုက်ရပြီးထွက်ပြေးကူညီဖို့ရာမိမနဲ့သမီးကိုနှုတ်ဆက်နေပါတယ်ငါဆွားရှင်ဖြစ်ပြီးငါသာမကူညီဘူးဆိုရင်တီသုံးကောင်တေလိမ့်မယ်လို့အားချောင်နေတဲ့လူကိုခွေးစကားတွေမပြောရမိမကထဆဲနေပါတယ်အဲ့နောက်သမီးကိုနှစ်ချက်တစ်ခုတက်ပေးရင်မိမကိုနန်းကထွက်လာခဲ့လိုက်ပါတယ်ရဲဝင်နဲ့ဖះเจ้าကလူတွေဟာသူတို့ကိုတိုက်ခိုက်လာနေရကြောင်းကိုနီကိုဟန်နဲ့ခုခံနေရသလိုဆိုကြောင်ဟွန်းကတော့ထွက်ပြေးနေပါတယ်ထွက်ပြေးနေရင်နဲ့ရဲတွေကိုပြန်ချကလေပူပေါင်းတစ်ခုထဲမှာသူနဲ့အတူတူကတ်ထားလိုက်ပါတယ်ဒီလိုတိုင်းရင်ခါရင်နဲ့အားလျော့လာတဲ့ရူဘင်ကလည်းရဲတယောက်ထိုးတာခံရပြီးဆိုင်ထဲကိုလွန့်စင်လာပါတယ်သူ့ကိုဆဲပေးဖို့ရာဆိုင်ရှင်ဖွားကိုပြောတော့နင်တို့ဘယ်ဟာမှမသိစောက်သုံးမချတဲ့ကောင်ကိုငါဘာလို့ဆဲရမှာလဲဆိုတာကြောင့်အားတွေပြန်ကောင်းလာပါတယ်အဲ့နောက်ရဲတွေကိုခုခံနေရင်းနဲ့ဆိုကြောင်ဟွန်းရဲ့ဘောလုံးကြီးနဲ့အတူကပ်ပေးလိုက်ပါတယ်အဲ့နောက်လူတွေကတော့သူတို့လျောက်ကိုစူပါဆွမ်းအားရှင်တွေလို့ခေါ်နေကြသလိုသူတို့တက်ကိုကက်ခဲလို့လဲခြေသူတွေတင်တွေကချီကျူးနေကြပါတယ်ဒါပေမဲ့နောက်ထပ်လူတွေကိုထပ်မံထိန်းချုပ်လိုက်တဲ့ဂျူယန်ကြောင့်ဒီလိုတိုက်ခိုက်နေရင်မပြေးနိုင်ပဲအွန်ချန်နီနဲ့ရူဘင်ကဓာတုစေးရည်တွေကိုရှာဆိုကြောင်ဟွန်းကဂျူယန်ကိုရှာပြီးကျွန်တော်ကတိုက်ခိုက်ပေးမယ်ဆိုတာတာဝန်တွေခွဲဝေလိုက်ပါတယ်ဒါကြောင့်ဆိုကြောင်ဟွန်းကလည်းမူသားတောင်တိုက်ကွက်နဲ့ဒလဆက်လိန်ပြောနေရင်တိုက်ပေါ်ကိုတက်သွားပါတယ်တစ်ဖက်ကအွန်ချန်နီတို့ကလည်းမိုးပြန့်မှုပေါင်းနဲ့အတူတွဲချိထားတဲ့ဓာတုစေးရည်တွေကိုတွေးလိုက်ရသလိုဆိုကြောင်ဟွန်းကလည်းဂျူယန်ကိုမြင်တာမို့ပြေးတာဖို့လုပ်ပါတယ်အွန်ချောင်ကလည်းသူ့စီပြေးလာနေတဲ့မြို့သူမြို့သားတွေကိုပြန်လည်ခုခံနေခဲ့ရပါတယ်ဂျူယန်ကိုတွေးသွားတဲ့ဆိုကြောင်ဟွန်းကလည်းနင်းကစွမ်းအားရှင်ဆိုတိုင်းလှုပ်ချင်တိုင်းလှုပ်လို့များတဲ့အကြောင်းစူငေါတော့စိတ်ကိုထိန်းချုပ်ဖို့လုပ်နေတဲ့ဂျူယန်ကိုစကားပြမပြောရန်အော်ငေါလိုက်ပြီးနင်းနဲ့ပေါင်ချတွေရှိတဲ့ကောင်တွေကိုလှုပ်သိမ့်ပေးမယ်လေငါတို့လူကြီးတယောက်ကိုအသေးသက်ဖို့လှုပ်ရှာလှုပ်လို့လားဆိုကဆဲဆိုချိန်မောင်းနေပါလိပါရိုက်ပြီးစုံမမရင်ကျင်းမှုရမှာလားဆိုကရိုက်ဖို့လုံးနေတော့ဟိုရကနောက်ကနေဝင်ရိုက်ရင်တိုက်ပေါ်ကနေပြစ်ချပေးလိုက်ပါလိလူတွေကလည်းအသေးစိတ်ပြန်ဝင်ကုန်ပြီးဘာတွေဖြစ်နေရလဲလို့မေးနေတဲ့အချိန်စွမ်းအားတဲ့လွန်ကျွံတုံးထားတဲ့ဂျူယန်ဟာနာကျင်မှုတွေကိုခံစားနေခဲ့ရပါပြီအကိုလည်းတည်အဖေလည်းတည်ပြီးမို့ဟိုရန်ကိုရှင်းပြကဒီကိစ္စကိုအောင်မြင်အောင်လုပ်ဖို့တောင်းဆိုနေခဲ့ပါလိလမ်းပေါ်ထွက်လာကြတဲ့လူတွေနဲ့တူအွန်ချန်နီကလည်းအွန်ချောင်းထံကိုပြေးလာခဲ့ပါလိ1999ခုနှစ်ကအများကြီးမချင်တော့ပဲငါတို့တားဆီးနိုင်မှာမဟုတ်ကြောင်းရရွရင်းနဲ့အွန်ချောင်းကိုအချွန်းတစ်ခုနဲ့ထိုးဆိုင်လိုက်ပါလိငါနဲ့ကိုအများကြီးချစ်ခဲ့ပြီးဒါငါရဲ့နောက်ဆုံးလက်ဆောင်ဆိုကနန်းနေတဲ့နှစ်ယောက်ကိုလည်းဂျူယန်ကလှမ်းမြင်လိုက်ပြီးတဲ့နောက်ဖះเจ้าကလူတစ်ယောက်ကိုမျက်စာပစ်ပြလိုက်ပါလိဒါကြောင့်အဆိုပါလူကလည်းဓာတ်နဲ့ထုတ်ချင်းပေါအောင်ပြေးထိုးလိုက်ရင်ဂင်ဖာဟိုအတွက်လက်စားချီရလို့ပြောတာကြောင့်အွန်ချောင်းကလည်းပြစ်တွန်းလိုက်ပါလိဒီမြင်ကွင်းတွေကိုကြည့်နေတဲ့ဆိုကြောင်ဝန်းထံအွန်ချန်နီတို့ရောက်လာကမှဟိုမှာဓာတ်တရံနဲ့ရှိနေတဲ့အွန်ချန်နီဟာရုပ်ပြောင်းထားတဲ့ဟိုရန်ဆိုတာသိလိုက်ရပါလိလူနာတင်ကားခေါ်ပေးမှာမို့ခဏလောက်တောင်းခံထားဖို့ပြောနေတဲ့အွန်ချောင်းကိုနင်သာငါဘက်မှာရှိနေခဲ့ရင်တိတ်ကောင်းမှာပဲလို့ရေရွရင်နဲ့အသက်မဲ့သွားပြီဖြစ်ပါလိဖမ်းမှန်ဆုံးရှုံးစရာမရှိတော့တဲ့ဂျူယန်ကလည်းဘေးထွက်ဆိုးချိုးတွေကိုမငဲတော့ပဲမြို့တွေကလူတိုင်းနေပါကိုစိတ်ထိန်ချုပ်ခါဓာတုဆေးရည်တွေရှိတဲ့အောက်စီကိုတွားခိုင်းလိုက်ပါတယ်လူတွေဟာကိုတရားမဲ့ဖြစ်စီကိုမောကြည့်နေကြတာမို့အဲ့ဒါကြီးကိုလွှင့်ပစ်လိုက်ရန်အွန်ချောင်ကလှုပ်ပါတယ်ဓာတ်တရံနဲ့အွန်ချောင်ကလည်းအဲ့လောက်ထိအားမရှိတော့တာမို့တိုင်ပတ်နေစဉ်ဒီလူတွေကိုကယ်ဖို့ဆိုရင်ငါတို့လုံးမရမှာလို့အွန်ချန်နီကပြန်ပြောပါတယ်သူ့အစီအစဉ်ကတော့ရူဘင်ကသူနဲ့ဆိုကြောင်ဟွန်းကိုမိုးပြန့်မှုပေါင်းစီကိုပြစ်တင်ဖို့နဲ့ဆိုကြောင်ဟွန်းကတော့သူနဲ့တူကပ်ပြီးတော့သူ့ကိုထားခဲ့ရန်တောင်းဆိုပါတယ်တခုခုမှားသွားတာနဲ့အကုန်သေသွားနိုင်တာကြောင့်မလုပ်ချင်ဘူးလို့ဝိုင်းညင်ကြပေမဲ့မလုပ်ဘူးဆိုရင်လူတိုင်းသိမှာမို့တစ်ခေါက်တော့စွန့်စားရန်တောင်းဆိုပါလိလောက်ကြလာမဲ့ဆိုကြောင်ဟွန်းကိုလည်းအွန်ချောင်ကဖမ်းပေးဖို့ရမှာရင်းနဲ့ရူဘင်ဟာအွန်ချန်နီတို့နှစ်ကောင်လုံးကိုလေပေါ်ကိုမြှောက်တင်လိုက်ပါလိဘူပေါင်းစီကိုရောက်သွားတဲ့နှစ်ကောင်
င်ကလည်းမူသားတစ်ထောင်နဲ့ကက်ရင်းနဲ့အပေါ်ဒီကိုကတ်သွားကြပါလေ။အွန်ချန်နီအပေါ်ကိုရောက်တဲ့အခါဆိုကြောင်ကချက်ချင်းခုန်ချလိုက်ပြီးအွန်ချောင်ကလည်းဖမ်းပေးထားပါလေ။တိုင်မာဟာ42စက္ကန့်ပဲကျန်ပြီးပောက်ကွဲတော့မဲ့ချိန်တလီပေါ်နိုင်အောင်အွန်ချန်နီကကြိုးစားနေရသလိုပောက်ကွဲသွားတဲ့အခါမှာပဲလေပေါ်မှာတင်တလီပေါ်နိုင်သွားပါလေ။အတော့ကြာတီတီပြန်ပေါ်မလာတော့တဲ့အွန်ချန်နီကြောင့်3ယောက်သားကလည်းစိတ်ပူနေကြပေမဲ့ကဘာကြီးရဲ့တနေရာမှာအွန်ချန်နီဟာလဲကျနေခဲ့ပါတော့လေ။နောက်နေ့မနေ့မှာတော့2000ပြည့်နှစ်ရဲ့ပထမဆုံးချက်မှာလူတိုင်းကတာမန်လုတ်တွေနဲ့တူလုံးပန်းနေရသလိုညကိစ္စတွေအားလုံးကိုလည်းမမှတ်မိကြတော့ပါဘူး။ဆိုကြောင်ဝန်းကတော့သူ့မိုးပြမှုပေါင်းထိပြန်တက်ရင်အားလုံးကိုကူညီခဲ့ကြောင်းရှင်းပြနေပေမဲ့လည်းဘာမှမသိတော့တဲ့သမီးနဲ့မိန်းမကိုပုံမှန်တိုင်းဖြတ်တန်းရန်သာပြောလိုက်ရပါတယ်။လူတွေဘာမှမသိတော့တဲ့ကိစ္စကြီးတွေစတေးခံလိုက်ရတဲ့အွန်ချန်နီဟာရပ်ပေါင်းများစွာထိပြန်ရောက်မလာတော့ပဲတငယ်ချင်းတွေနဲ့အတူအဖွားဟာကြိတ်ငိုနေခဲ့ရပါတယ်။နောက်ဆုံးမှာတော့အွန်ချန်နီအတွက်အုပ်ကူလေးလုပ်ပေးခဲ့ပြီးတိတ်ဆုံးသူမြီးမလေးကိုလေလွတ်မနေအောင်ဆိုကအာတူဘပါလုပ်ပေးနေရပါတယ်။အဲ့ချိန်ထမင်းတွေအများကြီးလာစားနေတဲ့လူတစ်ယောက်ကဘသူအာတူဘလဲလို့မေးလို့မောကြည့်တဲ့အခါစိုးပြတ်တက်နေတဲ့အဝတ်စားတွေနဲ့တူအွန်ချန်နီဖြစ်နေခဲ့ပါတယ်။သူကကဘာတစ်ဖက်ချန်ကတဲခံနာရတွေပင်လယ်တွေစီကိုရောက်သွားခဲ့တာဖြစ်ပြီးအိမ်ပြန်ဖို့တိုင်ပတ်နေခဲ့တာမို့တင်မောတွေကိုခိုးစီလေရင်တွေကိုခိုးစီနဲ့ခရီးဆက်ခဲ့ရတဲ့အကြောင်းရှင်းပြနေခဲ့ပါတော့တယ်။အဲ့နောက်ရောက်လာတဲ့အွန်ချောင်ကိုနှုတ်ဆက်လိုက်ရင်ကျမကိုလွမ်းနေခဲ့ရလားလို့မေးလိုက်ပါတယ်။အနက်နဲ့နေလို့ရှေ့တိုးမလာတဲ့အွန်ချောင်ကိုရှင်နဲ့3ဘက်လောက်ရေမချိုးပဲရှောက်သွားနေရင်ဒီအနက်ရမှာလို့အော်ဟစ်ဆာနောက်လိုက်ရင်းနဲ့ပြေးဖက်လိုက်ပါတော့တယ်။အဲ့နောက်၄ယောက်သားဟာမြို့တော်ခမ်းမရဲ့လုံအားပေးဝန်ထမ်းတွေဖြစ်လာခဲ့တယ်လို့အစွမ်းတွေကိုလည်းတိုးတိုးတိတ်တိတ်နဲ့ဖုံးဖိထားလိုက်ကြပါတယ်။အွန်ချောင်ကတော့သူ့ရဲ့မိခင်ရှိရာစီကိုတစ်ခါတော့ခိုးကြည့်ခဲ့ပြီးဘာလို့လဲဘာကြောင့်လဲဆိုတဲ့မေးခွန်းတွေကိုမျိုးသိထားခဲ့လိုက်ပါတယ်။တစ်ဖက်ကပါမောက်ကဟာဝန်တို့ရဲ့အလောင်းကလည်းတေယာမပြန်ရှင်လာခဲ့ပြီးစတင်လှုပ်ရှားလာခဲ့ပါတော့တယ်။ဒီနေရာလေးမှာပဲဇလန်းလေးဟာပြီးဆုံးသွားခဲ့ရပါတယ်။ဖုန်းတလုံးနဲ့အင်တာနက်ရှိုံနဲ့ recap ဗီဒီယိုတွေလုပ်ပြီးငွေရှာခြင်းတဲ့ညီကိုတွေအတွက် YouTube တန်းလေးကိုမိတ်ဆက်ပေးပါစီ YouTube မှာဗီဒီယိုလေးတွေတင်ပြီးတော့အပေါ်ငွေရှာခြင်းပဲမဲ့ဘယ်ကစားရမှန်းမသိတဲ့လူတွေ Secret ရေးတာဗီဒီယို editing လုပ်တာတွေကိုအခြေခံကစပြီးတင်ကြားခြင်းသူတွေအတွက်ဒီတင်နန်းလေးကအဆင်ပြေစေမှာပါတင်နန်းကာလာတစ်နှစ်ကျော်မှာ brand 3ခုထိရောက်ခဲ့ပြီဖြစ်ပြီးအောင်မြင်တဲ့ monetization အောင်ခဲ့တဲ့ recap channel တွေကိုမွေးထုတ်ပေးနိုင်ခဲ့ပါပြီတင်နန်းမှာဘာတွေတင်မလဲဆိုတော့ YouTube channel ထောင်နီးကစလို့ YouTube policy တွေ YouTube guideline တွေအပြင် monetization ထိပါတင်ကြားပေးပါတယ် recap ဗီဒီယိုတွေအတွက်ကတော့ Secret ရေးနေတဲ့ဗီဒီယို editing အပြင် voice over ထည့်နည်းတွေကိုအခြေခံကစပြီးတင်ကြားပေးပါတယ်နားမလည်တဲ့သင်ခန်းစာတွေအတွက်စာမေးစာဖြေဆိုတဲ့ group တွေတစ်ခုရှိသလို admin ကိုတေဝါကိုလည်းတိုက်ရိုက်လာမေးနိုင်ပါတယ်တင်နန်းကြီးလေးကမြန်မာငွေ9000ကျပ်ဖြစ်ပြီးအခြေခံပညာကျောင်းသားတွေကိုတော့10% discount ပေးပါတယ်တင်နန်းကာလကလည်းတသက်စာ lifetime ပဲမို့တင်နန်းကြီးတစ်ခါပဲပေးသွင်းရုံနဲ့သင်ခန်းစာပေါင်းမျိုး20ဝန်းကျင်ကိုအချိန်အကန့်အသတ်မရှိလေ့လာနိုင်မှာပါစိတ်ဝင်စားတယ်ဆိုရင်တော့ Telegram search bar မှာ app family guide 2.3လို့ရိုက်ချလိုက်ပြီးတင်နန်းအနှံလို့ရပါတယ်ကြောင်ညာဗီဒီယိုလေးအတွက်စိတ်နှောက်ယှက်ဖြစ်သွားခဲ့မယ်ဆိုရင်တောင်းပန်ပါတယ်ဗျ